27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးမင်္ဂလာပါခင်ဗျာဆရာကြီးစင်ပြူကျွန်းအောင်သိန်းရေးသားထားတဲ့2009ခုနှစ်မြို့သားစာပေတသက်တာဆိုရာတမိုင်းနောက်ကန်ဇာတိမှန်ဝတ္ထုကောင်တစ်ပုဒ်ဖြစ်တဲ့ဓာရောင်ကဘွင်းဆိုတဲ့ဝတ္ထုကိုတင်ဆက်ပေးတာဒီကနေ့အပိုင်း8ဇက်သိန်းပိုင်းကိုရောက်ရှိလို့လာပြီးပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်မစခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာမြားတောင်နဲ့ကိုကြာလန်းတို့ကဒေါ်ပိုင်ကြီးဖျားဝင်းအတွင်းမှာရှိတဲ့စကန်ကောင်းကိုအာယုံမတက်မီပြန်ရောက်လာတော့တဲထဲမှာဝင်ရောက်အိတ်ဆက်လိုက်ကြပါတယ်ပြည်ချစ်တသားတွေကပရဲစိတ်တီလိုအတိုက်ပြောင်းတယ်လို့တလုတ်လို့တရောနဲ့ရွှေပြောင်းနေကြပါတယ်သူတို့ကမြားတောင်ရဲ့အမေတိုင်းရောင်းဒီမလာခင်မှာရွှေပြောင်းတဲ့ကိစ္စပြီးစီအောင်တောင်မာကြီးကနေ၎င်းလဲခွက်ထဲတွေကနေ၎င်းတစ်ပင်ခြုံပုတ်နဲ့တောင်ကျိုတောင်ကြားတွေကနေ၎င်းဒေါ်ပိုင်ကြီးဖျားကိုဝိုင်းရန်လို့ထားလိုက်ကြပါတယ်အာယုံကလာပါပြီရန်သူလာနေပြီလဲခွက်အတွင်းမှာရှိတဲ့တပ်ပုံးတွေကပို့လိုက်တဲ့သတင်းကကိုနီတာတန်ကိုရောက်လာပါတယ်တောင်မကြီးရဲ့အနောက်ဘက်ကန်ရဲ့တောင်ဘက်စသည်တို့မှာပို့လိုက်တဲ့သတင်းကလည်းကိုနီတာတန်ကိုရောက်လာပါတယ်ကိုနီတာကတောင်မကြီးပေါ်မှာရှိနေတဲ့ကိုရွှေလာထံကိုတဆင့်အကြောင်းကြားပါတယ်ကလား900လောက်ရှိတဲ့အင်အားနဲ့၄ဘက်၄တန်ကနေဝိုင်းရန်လို့တက်လာကြပါတယ်လဲဝင်းနေတောင်ရဲ့6တီတောင်ကုန်းနဲ့တစ်ပင်တောအုပ်တွေကနေကလားတွေတရွရွတက်လာကြပါတယ်ကလားတွေကမြတောင်ထံကိုမိမိငယ်စီကနေစာလာပို့တဲ့လူငယ်ထံကမြတောင်တက်တီရှိရတဲ့ကိုတိထားကြတဲ့အတွက်ညနေကပင်ကြာအင်းကလားနဲ့ကလပ်ပြူကျွန်းကလားတို့စီးဝါးရိုက်ထားကြပါတယ်။သူတို့ကမောင်မောင်လက်ရဲ့အစီအမံနဲ့မြတောင်ကိုဖမ်းမိမမိလို့ရှိရင်အာယုံတက်ချင်မှတိုက်မယ်။အင်အား200မြတာသုံးမယ်ဖြစ်ပါတယ်။ချောင်းပြူကမြတောင်လွတ်သွားတဲ့အတွက်မိမိငယ်ထံကစကားအစနာရှာဖွေတဲ့အခါမှာမြတောင်မှာအင်အား1000ကျော်ရှိတယ်လို့သိရတဲ့အတွက်ရှိသမျှကိုအင်အားကိုအကုန်ထုတ်သုံးလာခြင်းဖြစ်ပါတယ်။ဘူးကလားတွေတက်လာကြပြီ။ကိုရွှေလာကကိုနီတာထံကသတင်းရခြင်းမြတောင်ရဲ့တဲကိုလာပြေးပြီးတော့နှိုးပါတယ်။ဘူးနှိုးပါပြီဗျကလားတွေဘယ်ဘက်ကတက်လာတယ်လဲ။မြတောင်ကအိယာကလူးလဲထားရင်မေးပါတယ်။၄ဘက်၄တန်ကဝိုင်းပြီးတက်လာတာပဲဘူးအေးကောင်းတယ်မြတော်ကချက်ချင်းထားအပြင်ကိုလှမ်းကြည့်ပါတယ်အပြင်မှာကတော့လုံးဝငြိမ်သက်တိတ်ဆိတ်လို့နေပါတယ်ဒီအချိန်မှာကိုနီတာရောက်လာပါတယ်တက်တွေကိုချက်ချင်းအမိတ်ပြန်ပါကိုနီတာတောင်မကြီးဘော်ကစမတိုက်မချင်းမတိုက်ပဲငြင်းငြင်းတက်တက်နေကြမယ်တောင်မကြီးဘော်ကစုပ်မှစခန်းတဲ့ဘက်ကိုစုပ်ကြရမယ်ကောင်းပါပြီဘူးကိုနီတာပြန်ထွက်သွားတော့မြတောင်ကကိုရွှေလာကိုကြာလန်းတို့ကိုခေါ်ပြီးတော့တောင်မကြီးဘော်ကိုတက်ခဲ့ပါတယ်မန္တလာကံမင်းနဲ့ငါးမျက်နှာကန်တို့ကတော့ငြိမ်သက်အေးဆေးတဲ့အသွင်ကိုစောင့်နေကြပါတယ်အလင်းရောင်ကတဖြည်းဖြည်းစိုးမိုးလာပါတယ်ကြည်ရကျင်သားရလာကြပြီမလို့မြတောင်တို့ကကလားတံမြောက်ကိုမြင်ရပါပြီဘူးဘာလဲကိုကြလဲကိုကြလဲကတစုံတရာအရေးကြီးသလိုပြောလူဟန်ဖြစ်တဲ့အတွက်စကားဆလိုက်တယ်ဗျမြတောင်ကရန်သူချင်းတွေကိုအကဲခတ်နေရတယ်ပြန်ပေးပါတယ်ရန်သူကအမြောက်လဲပါလာလိမ့်မယ်ထင်တယ်ဘူးအေးအဲ့ဒါဘာဖြစ်လဲဖះဘောကကျွန်တော်တို့အလုံးရင်းနဲ့ခံလို့အမြောက်နဲ့ပြီးရင်ဖះပြက်လိမ့်မယ်ပို့အေးဟုတ်တယ်ကွာဒါလေကြည်ထိုးပေးမဲ့တပ်သားတွေနဲ့ကိုယ်တိုင်ပြစ်ခတ်တိုက်ခိုက်မဲ့တပ်သားများပါကိုကြလန်းစကားကိုထောက်ခံကြပါတယ်မြတ်တော်ကတူတူကြီးစဉ်းစားနေပါတယ်အေးကိုရွှေလာနဲ့ငါတို့တွေဒီမှာနေခဲ့မယ်ကျန်လူတွေကဖះကလေးတိုင်းတွေကိုပြန်ဝင်ကြဟိဒီလိုနဲ့တောင်ဝါကြီးပေါ်မှာကိုရွှေလာကိုကြည်ထိုးပေးမဲ့သူတွေကိုရွှေလာနဲ့ကိုကြလန်းနဲ့မြတ်တော်တို့သာကြံခဲ့ပါတယ်ကလားတတကလဲခွင်းများတွေကချင်းကပ်လာပါတယ်။နောက်တတကကံမောင်ပေါ်တက်လာပါတယ်။ဒေါ်ပိုင်ကြီးဖျားတိုင်းအတွင်းကတော့လုံးဝတိတ်ဆိတ်လို့နေပါတယ်။မြတော်ကလက်မြောက်ပြီးတော့တစုံတရာအမိန်ပေးလိုက်တဲ့အခါကလားဘူကိုပြစ်ချလိုက်ပါတယ်။တိတ်ဆိတ်ညင်သက်နေတဲ့မဟာဂီရီတောင်တဝိုက်ကိုတနက်တန်နဲ့၎င်းရဲ့ပဲ့တင်တန်းကလွှမ်းမိုးလို့သွားပါတယ်။ကလားများကဒေါ်ပိုင်ကြီးဖျားတိုင်းအတွင်းကိုဝိုင်းဝန်းပြစ်ခတ်ကြပါတယ်။တနက်တန်များကပေါက်ဖောက်တယ်လို့စူညံလို့နေပါတယ်ဒီအချိန်မှာကြာရင်ဘက်ကတက်လာတဲ့ကလားတက်ကလည်းဒေါ်ပိုင်ကြီးဖျားတိုင်းအတွင်းကိုသာဝိုင်းပစ်ပါတယ်ဖျားတိုင်းအတွင်းမှာတော့ငြိမ်သက်နေပါတယ်ကလားတက်များကဖျားတိုင်းချင်ရင်ကိုတရွရွချင်းကပ်လာပါတယ်ဖျားတိုင်းနောက်ကစက်တနက်တန်ရုတ်တရက်ထွက်ပေါ်လာပါတယ်ကလားများအတုံးယုံကြပြီးအော်ဟစ်ပြီးတော့စုပ်ပြေးကြပါတယ်ပုံအောင်စောင့်နေတဲ့ပြည်ချစ်တပ်သားများကလည်းဘလုံးပထွေးစုပ်ပြေးသွားတဲ့ကလားများကိုဝိုင်းဝန်းပစ်ခတ်ကြပါတယ်ကလားတွေမှာဒီခါကြမှာညှက်တိုက်ခံမှန်းသိပြီးတော့နှစ်ဖက်ပြန်ပြီးတော့တိုက်ခိုက်ပါတယ်။ကောင်းစွာလင်းချင်းလာတဲ့အမျှတိုက်ပွဲကလည်းပြင်းထန်လာပါတယ်။ကြာရနဲ့ကတော့မသိတော့ပါဘူး။ရန်ဝင်များကငါးမျက်နှာကန်ကိုဖုံးလွှမ်းနေပါတယ်။ကလားများကတောင်မကြီးပေါ်မှာရှိတဲ့တနက်3လက်ကိုသတိမထားမိပါဘူး။ဖျားတိုင်းအတွင်းမှာခြုံပုတ်တွေစီကတသက်မဲမဲပြစ်ခတ်ကြပါတယ်။ပုံနေတဲ့တပ်တွေကဓာတ်နဲ့ခုတ်ခွင့်မရတဲ့အပြင်အင်အားချင်းလည်းအလုံးကွာနေတဲ့အတွက်ကလားတွေကိုတသက်မဲမဲပြန်ပစ်တဲ့အခါမှာမူလအစီအတိုင်းစုတ်ခွာသွားကြပါတယ်။ဖ
ဖျားတိုင်းအတွင်းကရိုင်ဖယ်တနက်နဲ့ဆက်တနက်သမားတို့ကကလားများနီးကပ်လာမှသာပြစ်ပါတယ်ခွာသွားရင်အပြစ်ရပါတယ်အမှန်တကယ်တော့သူတို့မှာကြီးမြန်းဆဆမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အေးနဲ့တစ်ချက်ချင်းပြစ်နေသူကတော့ကိုရှိုလာကိုကြာလန်းနဲ့မြတောင်တို့ဖြစ်ပါတယ်သူတို့ကပိုင်လောက်မှပြစ်ပါတယ်အထူးသဖြင့်ကိုရှိုလာမှာမလွဲတမ်းပြစ်နိုင်သူဖြစ်ပါတယ်ကိုရှိုလာကနဘောက်သေးကိုပင်အထိကမရှိဝင်အောင်ပြစ်နိုင်သူဖြစ်ကြော်ကြပါတယ်သူပြည့်ရင်သူ့နောက်မှာ3ယောက်ထက်မနည်းရှိနေရပြီးတလက်ပြီးတလက်ဆွဲပြင်းနိုင်အောင်ရန်ထိုးပေးကြပါတယ်အခုလည်းသူ့နောက်မှာတပ်သား3ယောက်ကကြည်ထိုးပေးနေပါတယ်ပြီးချစ်သားသားတို့အများဆုံးကင်နိုင်တဲ့တနက်ကတော့တူးမီနဲ့ကြောင်မီဖြစ်တော့တစ်ချက်ပြစ်ပြီးနောက်တစ်ချက်ပြစ်နိုင်မှုမလွယ်ဘူးအောင်မမြန်လာပါဘူးကိုရှူလာလိုရန်ထိုးပေးမှသူရှိနေမှသာဘေးပွင့်ရိုင်ဖယ်တနက်တွေကိုရင်ဆိုင်တိုက်ခိုက်နိုင်ကြပါတယ်ကလားတယောက်ကုန်းကွာပြီးတော့တက်လာပါတယ်ကိုရှူလာကပြစ်ချလိုက်ပါတယ်ဟိရှူလာမင်းတနက်ကလည်းဓမြတိုက်တာကြနေလာပဲကွာမြန်လာကြည်လားကွာမြတ်တော်က900နေရာကလှမ်းမိပါတယ်တရက်မီးသွေးပါသွားလို့ထင်တယ်ပုံဘူးမင်းဒီလိုပေါ့ပေါ့ဆဆမလုပ်နဲ့သေးလိမ့်မယ်မြတ်တော်ကတစ်ချက်မှန်လာပြီးတော့ကိုနေပြစ်ကလေးထွင်းနေမယိုးသားမီးလေးတောင်အစင်သစ်မဖြစ်တော်တော်ကြာတက်တယ်တရသားမီးလေးဆိုရင်တော့ပြီးရောဒူးမီတနက်နဲ့ကြောင်မီတနက်တို့မှာကြောင်မီမှာမီးကူးခြင်းမှကူးတဲ့အတွက်ပြီးချက်သားတို့မသုံးသေးပါဘူးဒူးမီတနက်ပဲဖြစ်ဖြစ်ကြောင်မီတနက်ပဲဖြစ်ဖြစ်မီးသွေးကန့်တဲ့ရန်ကိုသုံးကြပါတယ်မီးသွေးမှာလည်းတရသားမီးလေးကိုသုံးဆွဲပစ်ခံရင်အတန်ကျဲလောင်ပါတယ်ဒါပေမဲ့ကြည်ထွက်နေပါတယ်မီးဆွဲမြန်ကြည်ထွက်မြန်ဖို့အတွက်မယိုးပင်ကိုဖုတ်တဲ့မယိုးသားမီးလေးကိုသုံးဆွဲကြပါတယ်ဒါကြောင့်အတန်တရက်အမြန်မယိုးလို့ပြောစမှတ်ပြုကြပါတယ်ကိုရွှေလာကကလားဘူတယောက်ကိုလိုက်ချိန်နေပြန်ပါတယ်နောက်ပြစ်ချလိုက်ပါတယ်အေးကွာဒါတော့လည်းမမီပါပဲလားမြတ်တော်ကရေရွေးလှမ်းမိပါတယ်ကလားတများဖျားတိုင်းစီကိုစုပြုံတက်လာကြပါတယ်ဖျားတွေကတနတ်တန်များဒရဇက်ထွက်လာပြန်ပါတယ်တောင်မကြီးဘော်ကလည်းအဆက်မပြတ်ပြန်ပစ်ပါတယ်ကလားတွေထွက်ပြေးကြပါတယ်ဒါပေမဲ့ပြန်တက်လာပါတယ်အတုံးယုံတေကုံတဲ့ကြားကနေနောက်ကနေအတင်းငေါငန်းအမိန်ပေးနေတဲ့အတွက်ပြစ်ခတ်ရင်တက်လာကြပါတယ်ဘူးကိုကြာလန်းကအထိတ်တလန့်အော်ဖျားတိုင်းအတွင်းကိုလက်ညှိုးထိုးပြပါတယ်ဖျားတိုင်းအတွင်းကခုခံနေတဲ့ပြည်ချစ်တပ်သားတွေရဲ့တနက်မပါပဲစုတ်ခွာသွားကြပါတယ်ဟာကြည်စံကိုလို့ဖြစ်မှာပေါ့ကွာမြတ်တော်ကအေးစီစီပြောလာပြီးမှသူတို့ကြည်မျိုးငါတို့မှမလုပ်တတ်တာလွတ်ပြဖို့ပဲရှိတော့တော့ကွာကြီးကိုရင်ဒုံချောင်းလောင်တော့မှသုံးဝင်ကဲသွားကြဆိုရင်မြတ်တော်ကဖျားတိုင်းအတွင်းဝင်လာတဲ့ကလားအုပ်ထဲကိုတစ်ချက်ပြစ်သွင်းလိုက်ပြီးတော့အနောက်ဘက်တောင်ကြားတွေကိုစုတ်ခွာလမ်းကိုဖြတ်တိုးနဲ့ဝင်လာကြပါတယ်မြတ်တော်ကဒီစကန်းကိုကြိုတင်ဆုံးခါဝေးသားဖြစ်တဲ့အတွက်အသေးလေးခုခံဖို့အစီအစဉ်မရှိပါဘူး။ရသမားအမျက်ဆိုတဲ့သဘောနဲ့မိဘကအထိခိုက်မရှိအောင်တိုက်ခိုက်ပြီးဆုံးခွာဖို့အရင်ကမင်းစီစဉ်ထားခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်အလွယ်တကူပဲစုတ်ခွာသွားခြင်းဖြစ်ပါတယ်။မကြခင်မှာကြိုတင်စုတ်ခွာနေတဲ့ကိုနီတာနဲ့ဆုံမိပါတယ်။သူတို့လည်းမြတ်တော်၊ကွေးများ၊ကြောက်များ၊စူးပင်များကိုဖျက်ဆီးပြီးတော့လာခဲ့ပါတယ်။တို့နေရာကိုဝင်ရှိုးလေးဝင်ဖို့နဲ့ရှိုးပေါ်မှာကင်းချဖို့စီစဉ်ထားပြီးလားဟဲ့။အားလုံးစီစဉ်ပြီးပြီဘူး။မြတ်တော်ကဒီနေရာဒီဒေသကိုထက်ထက်ကြမ်းအောင်ဖျက်ဆီးနေချပြီးသားဖြစ်ပေနဲ့စကန်းသေးလုံခြုံရေးတဲ့ပတ်ဝန်းကျင်ကိုမြင်းမော်ကအဆက်မပြတ်လှက်ပတ်အကဲခတ်ကြည့်ပါတယ်။ကလား60လောက်ထိပါတယ်ဘူး။ပွဲချင်းပြီးကတော့40လောက်ရှိလိမ့်မယ်။ကိုနီတာကဆက်အစီရင်ခံပါတယ်။အေးကလားသေးတာမဆန်းပါဘူးကွာ။တို့အိမ်နဲ့ဝင်လာတဲ့ခွေးရအရိုက်ခံအသက်ခံရပါပဲ။တို့ဘက်ကတော့ဘလောက်များထိခိုက်သေးလဲ။3ယောက်ကြာပြီးတော့4ယောက်တော့ဒဏ်ရာရပါတယ်ဘူး။ဒဏ်ရာရတဲ့လူတွေကိုနေပူကန်ရွာသွားတဲ့လှဲအုပ်နဲ့ထည့်ပေးလိုက်ပါတယ်။ဒဏ်ရာတွေကတော်တော်ကြီးသလားကိုနီတာရဲ့ပုတ်ခါတက်ခါပါပဲတယောက်ပဲကြီးကျယ်ပါတယ်အေးတို့သမားတော်ကြီးလဲငါတို့ပို့သမျှလူတွေကိုကုသာပေးနေရတယ်ငါတို့စီကဘာမှမရရှာဘူးအရင်3ဘက်ကျော်အပိန်းတွေကဗျိုင်းကလေးဒင်းကားတရားပေးလိုက်တဲ့ဘူးကိုကြာလန်းကဝင်ပြောပါတယ်အေးသူပဲမပြောသလားငါပဲမေ့နေသလားငါတော့အခုမှသိတယ်ပြည်ချစ်တပ်သားတွေကအစားဆင်းရဲအနေဆင်းရဲုံတမကပဲရှင်ပြိုင်တိုက်ခတ်တဲ့နေမှာသုံးဆွဲတဲ့လက်နက်ကလည်းညံပြင်းပါတယ်နာပြားမကြမ်းမာရင်လည်းဖြစ်တယ်လို့ကူကြပါတယ်တိုက်ပွဲမှာဒဏ်ရာကြီးကြီးကျယ်ရရင်လည်းတက်တွင်းမှာမကူနိုင်ပါဘူးနေဘူးကန်ရွာမှာရှိတဲ့တမားတော်ကြီးဦးပန်းညိုထံကိုပြေးကြပါတယ်ဦးပန်းညိုကလည်းပြည်ချစ်တပ်သားတွေကိုရွာထဲမှာပဲဖြစ်ဖြစ်ရာထဲဖုံးကြီးကျောင်းတော်မှာဖြစ်ဖြစ်စိတ်ကူတာပေးရပါတယ်အစားတောင်လဲကျွေးမွေးပေးပါတယ်သူကတော့တနက်မကိုင်းဓားမကိုင်းပဲနဲ့ကလားကိုတိုက်ခတ်တဲ့ပြည်ချစ်တပ်သားကောင်းကြီးတူပဲဖြစ်ပါတယ်ကျိုတင်ရွှေပြောင်းထားတဲ့တောင်ကောင်းစခန်းတစ်ကိုမြတောင်တဲ့တပ်သားများရှေ့စဉ်နောက်စဉ်ဆက်ရောက်လာကြပါတယ်ဟေးခိုးနေရာမှာဘာတွေဖြစ်လို့ကင်းမချထားလဲကွာမြတောင်ကအချက်ချကြတဲ့နေရာကိုလှမ်းကြည့်နေကိုနီတာကိုမေးလိုက်ပါတယ်ချထားပါတယ်ဘုံကိုနီတာကမိမိသေးချာချထားတဲ့ကင်းတွေကိုမမြင်ရတဲ့အတွက်အံ့အားသင့်သွားပြီးတော့တောင်ကုန်းနှစ်ခုစီကိုလှမ်းကြည့်ပါတယ်တပ်သားတွေရဲ့အရေးအယောင်မတွေ့ရပါဘူးတခုခုဖြစ်ပြီးထင်တယ်
ကိုနီဒါစကားမဆုံးပါဘူးတောင်ကုန်းနှစ်ခုတည်းကကလားတွေဒလဟောထွက်လာပြီးတော့ဒရချမ်းပစ်ပါတယ်တပြိုင်နက်တည်းမှာပဲတောင်ကုန်းတီနေရာကိုစိုးမိုးနိုင်တဲ့တောင်ကုန်းထက်ကကလားတွေပေါ်လာပြီးတော့အလစ်တိုက်ခံရတဲ့ပြည်ချစ်တပ်သားတွေကိုစီးနှင်းပစ်ခတ်ကြပါတယ်တနက်တန်များပြည်ချစ်တပ်သားများအော်တန်ပြီးလွှတ်တန်များစူညံကုန်ပါတယ်ပြည်ချစ်တပ်သားများအလောင်းချင်းထပ်ပြီးတော့ကြာဆုံးကုန်ပါတယ်တောင်ကုန်းနှစ်ခုကြားကိုဝင်တိုက်ကြဟိမြတ်တော်ကကိုရွှေလာနဲ့ကိုနေတာတို့ကိုအော်ဟစ်အမေမေးနဲ့မိုးချင်းတန်ကလေးအတန်ကြီးအော်ဟစ်ပြီးတော့ကလားတန်တများစီကိုမြင်းဆိုင်ဝင်ရင်ခုတ်ထစ်ပါတော့တယ်မြတ်တော်ကမြတ်တော်နဲ့ဟိတရုတ်တော်ကိုတပ်သားများပြေးလိုက်လာပြီးတော့ပူးတက်ထိုးကုန်ကြပါတယ်ဒီချစ်တပ်သားများကကလားတပ်သားများနဲ့လက်တခန်းရောက်လာရင်ကလားသေးတာကများပါတယ်ဒါပေမဲ့များစွာသောပြည်ချစ်တပ်သားများကလက်တကန်းမရောက်မီမှာကြီးထိလို့ကြာဆုံးကုန်ရပါတယ်မြတောင်ဘူကိုကြာလန်းကိုနီတာကိုရွှေလာနဲ့လက်ထောက်ဘုံကလေး300တို့ကတော့ကလားများကိုမြင်းနဲ့နင်းခုတ်ပြီးတော့ဖောက်ထွင်းလွတ်မြောက်ခဲ့ပါတယ်ကလားတွေဒီပွဲမှာမြတောင်ဘူရဲ့တက်ကိုတက်လုံးပြောက်ရှင်းလိုက်နိုင်ကြပါတယ်ရှင်းနိုင်အောင်လည်းသူတို့ကညံသာလင်သူတို့မှာအပေါ်စီးရလိုက်ပါတယ်ဘာလို့လဲဆိုတော့ကိုနီတာတက်ရွှေ့ပြီးတဲ့နောက်မှာတပ်သား90အဆောက်အနေချထားခဲ့ပြီးတော့စကန်းဟောင်းပြန်သွားတဲ့အချိန်မှာကလားတွေကအပိုင်နိုင်ဝင်စည်းလိုက်ကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျဲရစ်ခဲ့တဲ့တပ်သားတွေကအေးဆေးတယ်ဂိတောင်ဝင်ကြတပ်သားမျိုးတွေကလည်းနမောနမဲနိုင်ပါတယ်ဒီလိုနဲ့တဒတ်လုံးအဖမ်းခံရသူခံရအသက်ခံရသူခံရတဲ့တဒတ်လုံးကလားရသွားပါတယ်ကလားများကတောင်ကုန်းတွေကနေတောင်ကုန်းပေါ်ကနေပြီးတော့အသေးချာနေရာယူပြီးတော့မြတောင်တို့ပြန်လာဖို့ပြင်းယူတာစောင့်ဆိုင်နေပြီးတော့အမိရတိုက်ခိုက်ကြခြင်းဖြစ်ပါတယ်မြတောင်ဘူးရဲ့တက်ကဒီချင်းကစပြီးတော့လုံးဝပြတ်သွားပါတော့တယ်မြတောင်ဘူးတက်ပြတ်တဲ့အခါကျမှကလားများကကြာအင်းကိုအပိုင်းနဲ့အုပ်စိုးမိပြီလို့ယူဆနိုင်ပါတော့တယ်ဒါကြောင့်ကလားကကြာအင်းကို3နှစ်ကြာမှနိုင်တယ်လို့ဆိုစမှတ်ပြုပါတယ်မြတောင်ဘူးရဲ့တက်ကိုတက်လုံးဖြုတ်နိုင်နေတဲ့တက်ကကန်သေးကြီးမှန်ပြတောင်ကလာတဲ့တက်ဖြစ်ပါတယ်မြတောင်ချီပြတ်သွားတဲ့သတင်းကိုရလင်ရခြင်းပဲကလားတက်ကမြတောင်ဘူးနောက်ကိုအပြင်းထန်ဖိလိုက်ပါတယ်လူကိုမမိစေအောင်တော့သူ့ရဲ့လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ပါတယ်တောနဲ့တောင်နဲ့မပြတ်ရှာဖွေနေတဲ့အတွက်ကြောင့်မြတောင်ပေါ်မှာလူစုကိုအချိန်မရပါဘူးရှောက်ပြေးနေရတဲ့အချိန်ကိုဆက်ရောက်နေပါတော့တယ်ကလားတွေနေမနာညမနာပိုက်စိတ်တိုက်ရှားပါတယ်မြတောင်ပေါ်ရှေ့ကိုတိတ်မပြေးပါဘူးအထူးသဖြင့်သူကကြာအင်းမြို့ကိုမခွာဘဲနဲ့ကလားတွေကြားမှာမင်းကြာအင်းဒီကိုပြန်ရောက်လာပါတယ်ကလားတက်ကြီးတက်ခိုင်တဲ့မနီးမွေးမှာနေထိုင်တဲ့အတွက်ကြောင့်ကလားများမျက်စိမှောက်နေကြပါတယ်မြတောင်ပေါ်ရဲ့အတွက်မှာမြင်းဆိုလို့တကောင်းမှမရှိတော့ပါဘူးတက်ရင်ကလည်းမြတောင်ပေါ်နဲ့9ယောက်သာရှိပါတော့တယ်မြတောင်ဘူကိုကြာလန်းကိုရွှေလာကိုနီတာကိုကျန်ဘူးကိုကျန်ပေါ်နဲ့ကိုဂျင်းလိန်တို့ပဲဖြစ်ပါတယ်သူတို့ကနေ့မှာလုံခြုံနိုင်တယ်မြလုံခြုံနေကြအိတ်ကြပြီးတော့ညဘက်ကြမှာအစုလိုက်ထွက်နိုင်ကြပါတယ်ဂျင်းလိန်နဲ့ကျန်ဘူးကျန်ပေါ်တို့မှာလူသိနေတဲ့အတွက်သတင်းနားထောင်စနေနိုင်ရင်တခါတလေအပြင်ထွက်တာကအပါမြတောင်ဘူရဲ့သတင်းမှာတိမ်မြုပ်နေပါတယ်ဒါပေမဲ့မြတောင်ဘူအတွက်ထုတ်ထားတဲ့စုငွေ900ကိုတော့မရုပ်သိမ်းသေးပါဘူးတနေ့မှာကိုကြာလန်းကမြတောင်ဘူစီခိုင်းတဲ့အတွက်နေပူကန်ရွာဘက်ကိုလှဲကြုံစီးလာတာကိုကလားတက်တက်နဲ့တွေ့ပြီးတော့အဖမ်းခံရပါတယ်ကလားတွေကကိုကြာလန်းကိုကြာအင်းကိုခေါ်လာခဲ့ပြီးစစ်ဆေးပါတယ်ခမရမြတောင်ဘူရဲ့လူယုံကိုကြာလန်းပဲညာမနေနဲ့ခမရနဲ့မြတောင်ဘူနဲ့တရားခံရောင်ဆောင်ပြီးဝင်တိုက်သွားတာမှတ်မိသေးလားကြာအင်းဆန်းကမျက်မြင်ကိုတွေ့စကားပြန်တယောက်ကကိုကြာလန်းကိုမလုံနိုင်အောင်စကားနဲ့ချီတုပ်ပါတယ်ကိုကြာလန်းကမငင်းနိုင်တော့လဲဝေမခံပါဘူးတခင်ကြီးကမေးတယ်မြတော်ကိုဗမာလဲတဲ့ငါတို့မှာဆရာတပည့်3ပဲကျန်တော့တယ်ကလားတက်ဒီလိုက်နေလို့ပြေးနေရတာဗမာအတီတကြနေနိုင်မှမလဲကိုကြာလဲအဖြေကိုစကားပြင်ကကလားလူပြန်ပြောလိုက်တော့ကလားတွေအလုံးကိုသဘောကျပြီးအားရပါရရှိပါတယ်ကောင်းပြီခမားတို့ပြေးလွှမ်းနေရတယ်ဆိုရင်လည်းခမားနဲ့သူနဲ့ဘယ်လိုလုပ်ပြီးပြန်ဆောင်ကြမလဲစောဖို့နေရရှိရမယ်ငါပြောတာမင်းယုံမလားနားထောင်ရအောင်မလေးဘိုးကငါနဲ့ဘယ်လိုစုံရမယ်လို့တတ်မှတ်မပြီးဘူးသူ့စီကိုငါသွားခြင်းလဲသွားနိုင်တယ်မသွားဘဲလဲနေနိုင်တယ်ပြန်သွားခြင်းတော့ဒေါ်တကာတော့တောင်တကာတောင်ကိုခြေတွန်းလိုက်ရှာတယ်အပန်းဝင်အောင်ခေါ်ရတယ်သူကလည်းငါအတန်ကိုကြားစီကဘူးထူးခြင်းမှထူးတယ်မြင်ခြင်းလဲခေါ်ခြင်းမှခေါ်တယ်ငါ့ကိုသူအလိုရှိသေးတယ်ဆိုရင်ငါ့နောက်မှာလဲဘယ်သူမှမပါဘူးဆိုရင်တော့ငါ့ကိုသူထွက်ခေါ်မယ်ဒါမှမဟုတ်အတန်ပေးမယ်ကိုကြာလန်းအဖြေကိုစကားပြင်ကတဆင့်ကြားတဲ့အခါကလပ်ပြူတီတော်တော်ကြာဆွေးနွေးကြပါတယ်ကိုကြာလန်းခမရကိုတခင်ကြီးကမေးတယ်စကားပြန်ကဆက်ပြောပါတယ်ခမရအခုလိုအငတ်ငတ်အပြက်ပြက်နဲ့ပြေးလွှမ်းမနေပဲနဲ့မျက်နာပွင့်လန်းမဲ့ရာဇဝတ်အုပ်မလုပ်ချင်ဘူးလားဗမာချင်းချင်းပြန်ပြီးမငင်းစဲမတက်ဖြတ်ခြင်းမဟုတ်ဗျာရွာပြန်ပြီးအေးလူလူပဲတောင်းရလှုပ်ရှားပါရစေစကားပြန်ကပြောပါတယ်ကလပ်ပြူများခေါင်းကျင်ပါတယ်ကိုကြမ်းလဲခမရရွာပြန်ပြီးအေးစစ်စစ်နေခြင်းမြတ်တောင်ကိုဖမ်းပေးရမယ်ခ
များကိုကျုပ်တို့ကမြေကောင်းကောင်းလဲပေးမယ်ငွေ900လဲပေးဦးမယ်ကိုကြလန်းကဝုန်းလဲခုံထားပြီးစကပြဲရဲ့ရင်ဝါကိုဒိုးနဲ့ပြစ်တိုက်ပါတယ်ဒီကဒီလိုပြုတ်ကမှလည်းလွတ်လန်းမရှိပါဘူးသူကဒေါသကိုညင်အောင်လှုပ်ပြီးမှပြန်ပြပါတယ်ဘူဘူးကအမျိုးဘာသာသာသနာအတွက်တိုက်ခိုက်နေသူကွာမင်းတို့ဒီလိုမကောင်းမကြမ်းကျင်ရတဲ့ချောင်းမီရွာမှာဝိုင်းတိုင်းကခမရလဲပါပါလိမ့်မယ်ကိုကြလန်းသူ့ကိုမျိုးဝရပြီးပါပဲပြောတာပဲသူမှလက်မခံတာဟုတ်ဗျဒါကြောင့်မြတော်မူကိုအသေးရရအချင်းချင်းဖမ်းတော့မှာပဲဗျာ900နဲ့တစ္ဆာဖောက်အောင်မှနေတယ်ဗျာ900ပြင်ခမရကိုမြေကောင်းတွေလည်းပေးမှာပဲကိုကြလန်းခမရစိတ်ကူးမလဲစမ်းပါနဲ့ဒီလိုဖြစ်ကိုကြလန်းကမြတော်မူကိုအရှင်ဖမ်းပေးရန်သဘောတူလိုက်ပါတော့တယ်မြတော်မူမှာအသားထွဲကလောက်ထွက်ခဲ့ပြီတကားဒီလမ်းမှာတောပန်းများပွင့်လန်းကြပါတယ်ခံပန်းရနံ့များလည်းကျူပြန့်ပေးပါတယ်ငှက်တို့ကတေးကိုဖွက်ပြီးတပင်ပြန်ကူးပြီးတော့ပျော်မြူးနေကြပါတယ်ခြုံကိုမိတင်းနေတိုင်းနဲ့ပိုးကောင်လေးများကလည်းပန်းမွင့်ကိုဖြတ်စည်းအလှတစားဆင်နေကြပါတယ်ဒီလမ်းကလေးဒါထင်းခုသူတို့ရဲ့ထွင်လန်းဖြစ်ပါတယ်ဝဲရမှာတောစုဖို့ဝင်များခြံရနေပါတယ်တရုတ်သွားရုံသာရှိပါတယ်မြင့်မြတ်ခံရတဲ့ကလားစင်မြင့်9စီကတကောင်နောက်တကောင်လိုက်ပြီးတော့လမ်းမြောင်ကလေးတိုင်းဝင်လာပါတယ်မြင်းပေါ်မှာအကျက်အဆင့်ရှိတဲ့ကလားကဦးဆောင်ပြီးတော့ကလားစစ်သား9ယောက်ပါလာပါတယ်မြတ်တော်ကိုအရှင်ရတော်မှာမလို့စစ်ဝတ်ဆောင်အသစ်အလှများဝတ်ဆင်ထားကြပါတယ်သူတို့ကစူးမရှိတဲ့ခြုံတွေများဝင်းရံတဲ့ခြုံနေရာမှာလူ3ယောက်ကိုလှမ်းမြင်ရပါတယ်တယောက်သောသူကတော့မြတ်တော်ကိုဖြစ်ပြီးတော့သူ့ကိုယ်မှာຫນွယ်ကြိုးများတုံနှောင်လျက်ရှိပါတယ်သူ့နောက်မှာကိုကြာလန်းနဲ့ကိုနီတာတို့ကတနက်များထည့်ချိန်ထားကြပါတယ်သူတို့ကမြတ်တော်ကိုဖမ်းဆီးလာရကကလားများကိုမြင်လိုက်တဲ့အတွက်ရက်တန်နေလိုက်ဟန်တူပါတယ်မြတ်တော်ကိုအများကြီးကောင်းတယ်ရှေ့ဆုံးကကလားကမြတ်တော်ကိုစစ်စစ်ကြီးရေသွင်းသွေးပါတယ်ကိုကြလန်းကမြတ်တော်ကိုခြိထားတဲ့နွယ်စကိုမြှောက်ပြိုင်းနေငွေ900ဘတ်ပါလေအခုပေးပါဒီလိုဆိုပါတယ်ရမယ်ပေးပါမယ်ကလားကကျိုးစာကိုငုံဆွဲယူလိုက်တဲ့တပြိုင်နက်တနက်တန်4ချက်ထွက်ပေါ်လာပြီးတော့မြင်းဘောကကလား4ယောက်လိမ့်ကျသွားပါတယ်ကျိုးစာငုံဆွဲတဲ့ကလားကမြေပေါ်ကာရိုက်ခံရသလိုမြတ်တောင်ရဲ့လေပင်ကိုနင်းထားပါတယ်ခြုံထဲမှာကြံဘူးနဲ့ကြံပေါ်ကတရွဲကိုရှူလန်နဲ့ကိုကျင်လင်းကတရွဲနှစ်ဖက်ညှက်ပြီးတော့ရမ်းတင်ထိုးကစောင့်နေရကနေကြိုတင်စီစဉ်ထားတဲ့အတိုင်းပြစ်တက်လိုက်ကြခြင်းဖြစ်ပါတယ်ထွီစက်သေးရိုက်လို့ထားကွယ်ကိုရှူလာကကလားလောင်းမြောက်ကိုတက်နေရေရုပ်ပါတယ်ကိုကြလန်းကမြတ်တော်ရဲ့ခြေထောက်အောက်ကကလားကိုဆွဲထုတ်ပြီးတော့လေပင်ကိုဖောက်ပါတယ်ပန်းထွက်လာတဲ့သွေးတွေကိုလက်ဝါးနဲ့ခံတောက်ဆင်မှာကလားကမချိမဆန်အသက်ပြောက်သွားပါတယ်ဒင်းလိုလောင်းတွေကိုမြင်းပေါ်တင်ပြီးတော့ပြန်လွတ်လိုက်ရမလားပို့ကိုရီတာကလက်နက်ခဲမေးကြော်များကိုစူဆောင်းသိမ်းယူပြီးနောက်အမိန့်တောင်းပါတယ်ဒုလွန်အောင်ပြေးဖို့ကပိုရည်ကြီးတဲ့နေတာဒါကြောင့်အလောင်းတွေမြန်မြုပ်ပြီးတော့ကလားရောင်ဆောင်ကလားမြင်းကိုစီးပြီးတော့ဝေးကိုရှောင်နှင်မှာဖြစ်မယ်ဒီလိုနဲ့ကလားစစ်သား9ယောက်နဲ့မြင်း9စီးဗမာ2ယောက်ပါတဲ့အဖွဲ့တွေကကျိုင်းမြို့ရဲ့စနေတောင်ကိုတောတန်းကတောရီကိုခိုးခရီးနှင်သွားကြပါတယ်နောက်နေများမှာကလားများကမြင်းခွာရာတွေကိုခြေရခံပြီးတော့စနေတောင်ကိုဥတီချီတက်လာပါတယ်မြေကိုလှမ်းမတက်တောကိုချေမတက်ဒရဇက်ရှာဖွေကြစင်မှာမြတ်တော်ဘုံနဲ့တပ်သားတွေက9မျက်နှာကံပေါ်များရှောက်ခါတောတွေကိုရောက်နေကြပါပြီမြတ်တော်တို့ကလင်းစင်းတို့တိုင်အောင်မြင်းတွေကိုမယမနာစီးသွားပြီးတော့မြင်းတွေကိုပြန်လွတ်လိုက်ကြပါတယ်မြင်းတွေကလည်းလာလန်းအတိုင်းကြာရင်ကိုပြန်ကြပါတယ်လူများကတော့ခီးဆုံးမှာခဏတစ်ဖြုတ်နားပြီးတော့တခြားလမ်းကကြာရင်ဘက်ကိုညာတွင်ချင်းပြန်ခဲ့ပါတယ်ဒါကြောင့်မြင်းခွာရ2ကြိမ်ထင်ပြီးတဲ့လမ်းတစ်လျှောက်မှာကလားစစ်သားများတဲကြီးမဲကြီးရှာဖွေနေစဉ်မှာမြတ်တော်တို့တွေက9မျက်နှာကန်ရဲ့တောင်ပြားရှောက်ခါတောထဲမှာပြားဖို့တလူလူခါထောင်တလူလူဂျိုးတဲတလူလူငါးများတလူနဲ့လက်ဖက်ရည်ခွေးမှာစိတ်ချလက်ချအိမ်မောကျနေတန်ခြင်းဖြစ်ပါတယ်ညနေဆောင်မှာတယောက်ကနှိုးတော့ထမင်းဟင်းချက်ပြုတ်ပြင်းစင်ပါတယ်သူတို့အထက်မှာကိုရွှေလာမရှိပါဘူးကိုကြလန်ရွှေလာဘဲသွားလဲမြတ်တော်နိုးရတဲ့တပည့်နဲ့လူစစ်မေးပါတယ်ချောင်းမြူကိုသွားတယ်ပုံမူဟေးနီတာနဲ့ကြံဘောတို့နားထောင်ကြစမ်းဟေးဟုတ်ကဲ့ပုံမူကိုနီတာတို့ကစံစည်းရာမီးမွေးရာကနေပြေးအလုတ်ရက်ပြီးတော့နားဆွေနေပါတယ်ငါတက်ကိုဖြတ်တော်မယ်စိတ်ကူးတယ်ကွာအခုလဲပြတ်တယ်လို့ရှိနေပြီမို့လားအဆူဝင်းနေဆိုတာကတင်းရရှောင်းရခတ်တယ်ကျွန်တော်တို့တေမပဲလက်ချော်မယ်ပုံမူရာကိုကြံဘူးကထမင်းအိုးကိုမင်းဝတင်ဖြစ်ပါတယ်ငါအကြံစီကိုလက်လျှော့မဟုတ်ဘူးဒီနားတဝိုက်မှာကုရွာရှိနေပြန်နေကြကုရွာမရှိရင်လည်းအတိအဖွဲနေထိုင်ကြပြီးတော့တောင်ရပဲကင်းလောက်ကင်စားတောင်ရင်အင်အားစုကြအရေးကြုံရင်လူစုပြီးထတိုက်နောက်ကိုလုံနေကြအဲ့လိုလိုချင်အဖြစ်အခုထက်အန်ရကင်းလိမ့်မယ်ရက်သူရွာသားတွေရဲ့စိတ်ထားကိုလည်းအထူးစနေမနာပဲသိရမယ်ကောင်းပါပြီဘု
ကိုနီတာကထောက်ခံတဲ့အတွက်ကြံတက်သားတွေလည်းထောက်ခံကြပါတယ်ကြားလိုက်ရင်ဘူးဘူးနိုးပြီလားအပြင်ကကိုရွှေသားရဲ့အတန်ကိုကြားတဲ့အတွက်မြတောင်ကလှမ်းခေါ်ပါတယ်နိုးပြီဘာကြောင့်ရှိလို့လဲမိမိငယ်တို့စင်ပြူကျွန်းကိုပြောင်းသွားပြီဘူးမူကျွန်တော်အထင်တော့ဘူးဘူးကိုကြောက်လို့ဖြစ်မှာပဲဟုတ်မှာပေါ့ကွာမြတော်ဘူးကစိတ်ဝင်စားတယ်လို့ဖြစ်ပါတယ်ကျွန်တော်ထမ်းသမားစီကကြားခဲ့တဲ့သတင်းကတော့မိမိငယ်နဲ့မောင်မောင်လက်ဆိုတာမင်္ဂလာဆောင်တော့မယ်တဲ့ဟုတ်မို့တော့မသေးချဘူးတော့ဘူးအေးဒါလည်းငါထင်ထားတဲ့အတိုင်းဖြစ်လာတာဆိုတော့ဖြစ်မှာပေါ့ကွာမြတော်ကဒီလိုမှတ်ချက်ချပြီးငင်းမိုးနေရကနေမင်္ဂလာဆောင်ကဘလို့တယ်လဲကွာမက်ပြန်မနဲ့တဲ့ဘူးတစ္ဆာဖောက်ယာရူးမှတ်တဲ့ဘိန်းမောင်ကိုစုံးဝရအောင်မှာပေါ့ကွာကဲလာကြဟိသူကထမင်းဦးတင်နေရပါလားလို့တတိမရတော့ပါဘူးချက်ချင်းထရက်ရှောက်ကားတော်တွေထွက်သွားပါတယ်ကိုကြာလန်းလဲသူ့နောက်ကနေကပ်ပါသွားပါတယ်ကျန်လူ9ယောက်ကခြံနေရစ်ဖို့အမိန်ပေးမခံရတဲ့အတွက်တန်နေစက်ထမင်းဦးကိုຫນွယ်ကျိုးစစ်သူကဆော့ထဘူးရှာသူကရှာထရွက်ချောက်ရှာသူကရှာနဲ့အလင်းမြန်လှုပ်ပြီးတော့မြတောင်နောက်ကိုတရောတော်ပါလိုက်သွားကြပါတယ်ငါးမျက်နှာကနေစင်ပြူကျွန်းကိုဖြက်လန်းဖြစ်တဲ့လေကွင်းတွေတလျှောက်ကတော့မှောင်စပြိုးနေပြီးဖြစ်ပါတယ်ဒီမောင်တဲ့လေကွင်းထဲမှာမီးတောင်မီးလျံကြီးတကူကစုံးတောက်စားတယ်လို့တရဲမီလိုလိုနဲ့တရွရွရှောက်သွားနေပါတယ်အနီးကကြည့်လိုက်မှမြတောင်မွေရဲ့နောက်ကိုပြေးလိုက်ရင်လမ်းလျှောက်ကထမင်းချက်နေတဲ့ကိုနီတာကိုရွှေလာကိုကျန်ဘူးကိုကျန်ပေါ်နဲ့ဂျင်းလိုင်တို့ကိုတွေ့ရမှာဖြစ်ပါတယ်ကိုရွှေလာနဲ့ကိုနီတာတို့ကရေဘူးလက်ဖက်ရည်တွေကိုကင်ပြီးတော့ရှေ့ကလိုက်သူတို့နောက်ကကိုကျန်ဘူးနဲ့ကိုကျန်ပေါ်ကဒိုးတစ်ချောင်းကိုထမ်းထားပါတယ်တို့ရဲ့အလဲမှာထမင်းဦးလေပင်ကိုနွယ်ဆိုတစ်ချောင်းနဲ့ခြီပြီးတော့ရှုထားပါတယ်လမ်းလျှောက်နေတဲ့ဒီထမင်းဦးကိုလမ်းလျှောက်ပြီးဖို့ဖြစ်လိုက်လံရှုသူကတော့ဂျင်းလိန်ဖြစ်ပါတယ်ဂျင်းလိန်ကထရက်6တွေကိုကျိုးနဲ့တီးရင်တရွတ်ဆွဲတစ်ချက်ပြီးတစ်ချက်ယူထမင်းဦးအောက်ကနေရှုမြိုက်ပေးပါတယ်မြတော်ဘုံကနောက်ကမြေသူပါတယ်မပါတာဘာလို့နေတဲ့ကိုလုံးဝလှည့်မကြည့်ပဲနဲ့ရှေ့ကိုသာစိုက်ကြီးသွားနေပါတော့တယ်တမြောင်တစ်ချောင်းမောင်မောင်လက်ရဲ့ရှေ့ကိုလာစိုက်ပါတယ်တတော်သားနဲ့တတော်သမီးတပြုံးပြုံးကြည့်နေမိတဲ့ရွှေပွဲလာပေးတဲ့ကတော့ဟာကနေဗျိုင်းတူအော်မိပြီးတော့မောင်မောင်လက်ကထရက်ပြောင်းလို့တနက်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတနက်တန်တစ်ချက်ထွက်ပေါ်လာပြီးခွေကျသွားပါတယ်တယောက်မလုံးနဲ့မဆိုင်သူကိုလက်ဖျားနေတော့မထီဘူးမြတော်မိုးဟေးမြတော်ကပေးတဲ့ကိုရှောင်းလှပပြီးသွေးစုံနေပြီးတဆက်ဆက်တုံနေတဲ့ဘင်္ဂလားတို့သမီးရှီယာကိုရှောက်လာပါတယ်တို့ကကလားစစ်သားအဝတ်ကိုဝတ်ပြီးတော့အဝင်ထွက်အစစ်ဆေးတွေကိုလိန်လည်ပြီး၎င်းကင်းလည်သမားရောင်ဆောင်ပြီးတော့စီမြူရုံးရွာတွေကိုရောက်လာလက်ထက်မင်္ဂလာပွဲကိုရုတ်တရက်ဝင်ရောက်ဖျက်ဆီးကြခြင်းဖြစ်ပါတယ်ဒီလက်ထက်မင်္ဂလာပွဲကိုမတော်စမြတော်မူဝင်ရောက်ဖျက်ဆီးမှာဆိုတဲ့အတွက်ကလားစစ်သားနည်းနည်းကိုကင်းချထားပါတယ်အခုအဆောင်တွေကိုကျော်လွန်လက်ထက်ပွဲကိုဖျက်ပါပြီတနက်တန်ကြားမှာအကြောင်းစုံသိရတဲ့ကလားတွေကတော့ခြေမကင်မိလက်မကင်မိဖြစ်ကြပါတယ်မြတော်မူရဲ့တပ်သားတွေအဲပိတဲ့တွေကိုတနက်နဲ့ချိန်ထားပါတယ်ပေးတဲ့ကတော့ကြောက်ရွံ့တုန်လှုပ်စွာငြိမ်သက်နေပါတယ်ကလားမင်းထံကြီးတော်မျိုးကျွန်တော်မျိုးခံပြီးတော့ချမ်းသာနေပြီးထင်တဲ့သူတွေပူပြီးကြောက်တူးတုန်နေကြပါတယ်မြတော်ဘုံကမိမိငယ်ခံကိုတလန်းချင်းရှောက်လာပါတယ်ရှူပွဲလာပေးတဲ့ကတော့မိမိငယ်ရဲ့ကံကြမ္မာကိုမတွေးတောတတ်တိုင်းမြတော်ဘုံကအသက်မရှူပဲကြည်နေပါတယ်မောင်မိမိတက်ကိုချမ်းသာပေးပါမောင်ရဲ့မိမိမှားပါပြီမိမိငယ်ကမြတောင်ရဲ့ခြေစုံကိုဖတ်တောင်းပန်ပါတယ်မြတောင်ကမိမိငယ်ရဲ့ပါးကိုရိုက်ချလိုက်ပြီးတော့သပင်ကဆွဲပြီးထရက်ခိုင်းပါတယ်ဒီမိမဟာကျုပ်ကိုချစ်အောင်ဆောင်ပြီးတော့ချောင်းပြွာမှာထောင်ဖက်နဲ့တစ်ဆက်ပေါက်မှာပဲကျွန်တော်ကဒီမိမရုပ်ကိုစိုးမဖို့လာတာပါမောင်မောင်လက်ကရံမှုလို့လက်ဦးအောင်လှုပ်လိုက်ရတာပါခွင့်လို့ကြစေခြင်းပါတယ်မြတောင်ရဲ့အတန်ကမင်္ဂလာပွဲကိုလွှမ်းခြုံနေပါတယ်ကျွန်တော်ကဓာတ်မဟုတ်ပါဘူးသူတစ်ပါးတားပြူသမီးကိုလည်းမစော်ကားပါဘူးဇေဒီပထိုးကထာပနာတွေကိုလည်းမဖောက်ဘူးရွာတွေကိုမင်းမရှိဘူးဒီပြည့်ချက်တွေကိုကျူးလွန်တဲ့မိစ္ဆာဒိဋ္ဌိတွေကိုသေတဲ့အထိတိုက်မယ်လို့ပဲအမျိုးဘာသာသာသနာကိုတစ္ဆာဖောက်ပြီးတော့ရန်သူကိုဖျားမထူဘူးတခင်မခေါ်ဘူးဒူးမထောက်ဘူးမြတ်တော်ရဲ့အတန်ကကျဲလောင်တစ်ထက်ကျဲလောင်ပြီးတော့မိုးကြိုးပြစ်တယ်လို့ပြင်းထန်ဆူးရှာလို့လာပါတယ်ဒါမြတ်တော်ကိုပဲအခုဒီတစ္ဆာပေါင်းမှာကိုစုံးမကိုလာခဲ့ရမှာကျွန်တော်လွန်လန်းမရှိတော့ဘူးလို့စိတ်တုံးချပြီးမှလာခဲ့တာပဲအမျိုးဘာသာသာသနာကိုစော်ကားသူတို့အတွက်လုံခြုံတဲ့နေရာတွေလို့လုံးဝမရှိဘူးဒါကိုမှတ်သားထားသူစကားမဆုံးဘူးမှာကလပ်ဖြူဘူတယောက်ကစစ်သားများနဲ့ပြေးလာပါတယ်မြတော်မူရဲ့တပ်သားများကတတိကြီးပြစ်ချလိုက်ပါတယ်တခြားဗရင်းပေါင်တွေကကလားစစ်သားများလှေကားထောင်ပြီးတော့ဝင်ရောက်လာကြပြီးတော့ပေးသက်ကူကမရှောင်တိမ်ကြုံပစ်ပါတယ်ငိုတန်အော်ဟစ်ပြေးလွှားတန်တနတ်တန်ရန်ကိုနတ်များဖုံးအုံနေစဉ်မှာမြတော်ကမိဝင်ကိုပွေပြီးတော့ခုံချပါတယ်သူ့နောက်ကကိုကြာလန်းလဲခုံချပါတယ်ကျန်လူ9ယောက်ကအောက်ဆောင်စစ်သားအုပ်ထဲခုံချပြီးတော့ဓာတ်နဲ့ဝေရန်ခုတ်ပါတယ်မြတောင်ကိုကြာလန်းတို့မင်းနဲ့ထွက်ပြေးကြပါတယ်ကိုနီတာကိုရှီလာတို့9ယောက်က
မင်းကတော့တယောက်ရဲ့ပေါင်းချုပ်ရထားတစ်စင်းပေါ်ကိုတက်ပြန်လည်ပြစ်ခတ်ရင်မောင်းပြေးပါတယ်စင်ပြူကျွန်းတရားလုံးကဘာပြတ်တယ်လို့တနတ်တန်လူသားများပုတ်ပွက်ရိုက်နေပါတယ်မိမိငယ်ကမြတ်တော်မူရဲ့မြင်းပေါ်မှာမြတ်တော်မူနဲ့အတူတနတ်မှန်ခံရပါတယ်မြတ်တော်ကမြင်းပေါ်ကခုံချခြုံနဲ့ဝင်ပြေးပါတယ်ကိုကြလန်းလဲခုံချပြီးခြုံနဲ့ပြေးဝင်လာပါတယ်လမ်းကွေကမြင်းစည်းစစ်သားများတရဇန်ပြစ်ခတ်ရင်ပေါ်လာပါတယ်ဒီစစ်သားတွေကရှေ့ကိုမဲလိုက်နေကြတဲ့အချိန်မှာနောက်ကပါလာတဲ့ရထားပေါင်းချုပ်ထဲကလူများရဲ့လက်ချက်နဲ့တယောက်ပြီးတယောက်ကြာကုန်ပါတယ်ရထားကနောက်ကိုအာယုံဆိုင်ပြစ်ခိုင်နဲ့ရွာပင်ကိုအရှင်ပြင်းပြင်းပြေးထွက်သွားပါတယ်ရွာတကားကိုတိုက်တိတ်မှောက်လို့သွားပါတယ်အထက်ကလူများလွင့်စင်ထွက်လာပြီးတော့အနီးမှာရှိတဲ့ကွန်းချံတောအုပ်ထဲကိုဝင်ရောက်ပြောက်ကွယ်သွားပါတယ်ကလားတွေကကွန်းချံတောအုပ်ကိုစစ်စစ်ချင်းချင်းကြည့်အောင်လှမ်းပစ်ပြီးတော့တက်ခေါက်ပြန်သွားကြပါတယ်ဈေးစတင်စီကားချိန်မှာကလားစစ်တပ်နဲ့မကွာတဲ့နေရာမှာလူစီကားတဲ့မင်္ဂလာဧည့်ခံပွဲကိုမြတော်ဘုံနဲ့တပ်သား6ယောက်ဝင်ရောက်ဖျက်ဆီးသွားတဲ့တဲ့ရင်ကစင်ပြူကျွန်းရွာထဲမှာအုပ်အော်တောင်းနေကြမ်းခဲ့ပါတယ်။ဈေးသူဈေးသားများပြီးကြလွှားကြနဲ့ဒီနေ့ဖို့တော့ဈေးကွဲသွားပါတော့တယ်။ကလားလူတော်ကြီးတယောက်နဲ့မြတောင်ရဲ့ရေးစာဟောင်းတည်တဲ့ကလား9ယောက်တည်းတည်တဲ့ဈေးစီစားအချိန်မှာဖြစ်တဲ့အတွက်ကြောင့်ဒီတဲ့ကနေမွေးမီမှာချောင်းကောက်ညောင်အင်းထုံးချောင်းပန်းတော်အစတဲ့ပတ်ဝန်းကျင်ဒေသများကိုပြန့်နှံ့သွားပါတယ်။ကိုကြလန်းကမိမိရဲ့ပကုံးမှာဒဏ်ရာကိုလည်းပြုစုရပါတယ်။မြတောင်မူရဲ့ပေါင်းကဒဏ်ရာကိုလည်းသွေးမလုံအောင်ကျိုးစီရတာရအရွက်နဲ့အုံချင်းနဲ့တက်တာအောင်ကူညီပေးရပါတယ်။သူတို့အောင်းမိတဲ့ခြုံကြီးကလူနေအင်ဂျင်နဲ့မကွာပါဘူး။ဒါပေမဲ့စုဝင်900တန်းလူတယောက်ကအိမ်မြင်ရာကိုမဝင်ရဲပါဘူး။ဝင်ရဲတဲ့ခင်ခင်တို့အိမ်ကလည်းအနည်းနည်းဝေးပါသေးတယ်။လမ်းပစီတော့သွားမယ်ဆိုပြီးတော့သွားပါကလမ်းတစ်လျှောက်အိမ်ကြီးချင်းတို့ကိုယုံရမှာလား။မယုံကြည်ထိုက်လို့မသွားရင်လည်းရှည်မြင့်တဲ့နေရာတနေ့တာကုံဆုံးအောင်ဆောင်းရပါတော့မယ်။မြတောင်ရဲ့ဒဏ်ရာကခဲစိတ်တက်စာပြုတ်ပါပြီ။တစ်ချိန်တက်တစ်ချိန်တူးပြီးတော့ကြိုက်ခဲနာကျင်လာပါပြီ။မြတောင်အန်ကျိတ်ခံရတဲ့အတွက်ချွေးသီးချွေးပုံများယူစီးကျလာပါတယ်။ဒီချိန်မှာလူကြီးတယောက်ကကုရွယ်များအပြည့်အသိထည့်ထားတဲ့ရာဝင်ပုံကြီးတစ်လုံးကိုအငှားသမား2ယောက်ကိုရှို့ထမ်းစီပြီးတော့မြတောင်တို့ပုံပုံရလမ်းတိုင်းရှောက်လာပါတယ်။ဒီနာရက်ကြပါအောင်ကွာ။သူကခြုံကြီးတို့တော့ပုတ်ကိုခြုံကြီးနာချကိုရွယ်များကိုခုထည့်ပါတယ်။လူလည်းဒီနေ့တိုင်းရှောက်လာခဲ့တော့မြတောင်နဲ့ကိုကြာလန်းတို့ပုံအောင်နဲ့ခြုံဆက်ကိုရောက်လာပါတယ်။သူကအရွက်ခူးဟန်နဲ့ခြုံထဲကိုမှုန့်ကြည့်လိုက်တော့ဘူးပုတ်ထဲဝင်ခဲ့လိုက်တော့ဒီလိုတီးတို့ပြောပြီးတော့ပုတ်ကိုမတိမတာစောင်းပေးနေအထက်ကတည့်ရွက်တွေကို၌အမြင်ကြီးမြှောက်ဝေးပါတယ်။ပုတ်ထမ်းသမား2ယောက်ကိုရှေ့ဆောင်ရှေ့ရွက်ပြုတ်လာသူကတော့ပယ်နှင်းကြီးကိုယ်တိုင်ဖြစ်ကောင်းဖြစ်ပါမယ်။ဒါမှမဟုတ်လဲယုံကြည်ရတဲ့တပြည့်တပန်းတစ်ယောက်ဖြစ်ခြင်းလည်းဖြစ်ပါမယ်။မြတော်ဒီနီးနဲ့အကယ်ဆယ်ခံရပြီးတော့ခင်ခင်တို့အိမ်ကိုရောက်ရှိလာပါတယ်။မောင်ကြီးနေကောင်းရလား။ခင်ခင်အတန်ကချိုးလွင်လှပါပါတယ်။ခင်ခင်ရဲ့ကိုယ်ရည်နဲ့ကတင်းပြန်လှပါတယ်။ခင်ခင်မျက်လုံးများကတောက်ပါလှပါတယ်။မြတော်ကခင်ခင်တို့အိမ်ငန်းတွင်းကိုရောက်တာကစပြီးတော့ဒဏ်ရာတဝက်တက်တာပါတယ်။ခင်ခင်တို့သားဖရဲ့ကြီးမားတဲ့မြစ်တာရဲကိုကိုဝင်မိတာနဲ့တပြိုင်နက်မြတောင်မှုအတွက်ဘေးရန်ခတ်သိမ်းအန်ဒီရခတ်သိမ်းကင်းငင်းခဲ့ပါပြီ။ခင်မနေတဲ့တော်မောင်ကြီးရဲ့အကြည့်ရဲလာကြည့်လား။ခင်ရဲ့ရှက်စနိုးဆိုပြီးတော့မြတောင်ရဲ့ရေုံကြီးကိုစိုက်ကြည့်နေပါတယ်။မောင်ကြီးမျက်နှိုးလုံးလို့ပါနှမရဲ့ခင်မေးတာပြပါဦးညစာ3ဆောင်လို့မြင်ချက်တယ်မို့လားခင်တော့မောင်ကြီးတနေ့တခြားနေကောင်းလာပြီးထင်ပြီးဝမ်းသာလိုက်ရတာခင်မြစ်တာတန်းကြီးအောက်မှာခိုးလုံးပိုးအောင်နေရတဲ့နောက်တော့ဗမာမကျမ်းမှာပဲရှိနိုင်ပါမလဲစကားကလည်းတက်လာကြည့်ရဲ့ကိုကြာလန်းတယောက်ကိုခင်မောင်ကြီးတတိချိုးရင်းနေတယ်မနက်ကပဲမောင်ကြီးစီမှာဦးကြာလန်းခွင့်ပန်နေတယ်မို့လားခင်ကအပြစ်တင်တဲ့မနောကျင်းနာတဲ့အပြစ်နဲ့ဆိုပါတယ်။အေးဟုတ်ပြီသားပဲ။ရှူလာနဲ့နေတာတော့မသေးတာမှန်တော့ကိုကြာလန်းရှာလို့တွေ့မှာပဲ။ကြံဘူးကြံပေါ်ဂျင်းလိန်တို့ကတော့ဒီရသားမဟုတ်လို့ရှာဖို့ခက်မှာပဲ။သူတပားကိုပြောလို့မောင်ကြီးကောင်ဘယ်ရက်ဘယ်စားဒီလဲသိလို့လားခင်သိပြရစီ။မြတော်ကခင်ရဲ့ကြည်လဲတဲ့မျက်နှာကလေးကိုစိုက်ကြည့်ပါတယ်။ကြည့်ပြန်ပြီလားမောင်ကြီး။ဒါကိုမေးတာခင်မှာအပြစ်ရှိသွားပြီလား။မရှိပါဘူးဗျာ။ဒါပြင်ပြောပခုတ်ဘူးလားဆိုတာဟုတ်သလားမောင်ကြီး။ဘင်းတလဲချက်ကောက်သားပါခင်ရဲ့ခင်မီးထွန်းလိုက်အောင်မယ်နော်ခင်ကမြတ်တောင်ပါကနေဖြည်းဖြည်းချင်းထွက်သွားပါတယ်မြတ်တောင်ကခင်ထွက်သွားရာတင်းနေစီကိုငေးဆိုင်ကြံရင်ခဲ့ပါတယ်ခင်တို့အိမ်ကိုမြတ်တောင်ရောက်လာတာ3လပြည့်ခဲ့ပါပြီဒီတော့တွင်ပင်နှင်းကြီးကတစ္ဆာရှိတဲ့သမားတော်ကြီးတယောက်ကိုလှုပ်ဝက်စွာပင့်ခေါ်ပြီးတော့မြတ်တောင်ကိုကုသပေးပါတယ်မြတ်တောင်ကတော့တနေ့တခြားကျမ်းမာလို့လာပါတယ်တမားတော်ကြီးရဲ့ရွှေနှင်းသုံးဆေးဝါးကလည်းစွမ်းပါတယ်ခင်ရဲ့မေတ္တာစေတနာကလည်းကြီးမားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ကမြတ်တော်ပေါ်မှာမစွာခင်ကပဲမေတ္တာစေတနာကြီးမားခဲ့ပါတယ်မိမိအိမ်ထက်ကိုမြတ်တော်ရောက်လာပြီးတော့မိမိရဲ့လက်နဲ့ပြုစုပေးနေရတာကိုပဲခင်ရဲ့မေတ္တာကံကကျိုးပုံလာပါတော့တယ်ဒီကနေ့ဆိုရင်သူတို့ချင်းမေတ္တာချင်းဖက်လေရှက်သွဲခဲ့ဒီမှာတလတက်တန်းရှိပါပြီ
မြတ်တော်ငေးမောတွေးနေစမှာခင်ခင်ကပြားဖြုံးနိုင်ထုံညိပြီးတော့ဝင်လာပါတယ်ဘာတွေစဉ်းစားနေလာလဲမောင်ကြီးရဲ့ခင်ကမြတ်တော်ရဲ့နဖူးကိုတရွတ်တရဆန်းပါတယ်ဘာရမို့ပေါ့ခင်ရဲ့ဦးကြီးအတန်လည်းမကြားပါလားရှိပါတယ်မောင်ဘာပတိစိန်နေလို့အတန်မကြားပါလားပြောပါအောင်ခုနကဘာတွေစဉ်းစားနေတာလဲတောင်ရောက်မြောက်ရောက်ပါပဲခင်ရဲ့ဘာရမို့ပေါ့မြတ်တော်ကပြုံးရင်ဖြစ်ပါတယ်ခင်ကဂရင်ပေါ်တစောင်းဝင်ထိုင်နေဒီတောင်ရောက်မြောက်ရောက်ဆိုတာမှာခင်ဝပါသလားခင်ကမြတ်တော်ရဲ့ရင်ဝင်ကိုထိအောင်တိုးကပ်မေးပါတယ်မြတ်တော်ကလက်ထောက်တစောင်းလှည့်လိုက်ပြီးတော့ခင်အကြောင်းတွေအများကြီးပါပါတယ်ဘာတွေလဲအော်ဒီမယားလေးနဲ့ခင်နားရှက်လာပါတယ်မောင်ကြီးရဲ့ခင်ကနားနှစ်ဖက်ကိုပိတ်ပြီးတော့မျက်နှာနီနီနဲ့ငုတ်ပစ်ပါတယ်မောင်ကြီးတောင်းပန်ပါတယ်ခင်ရဲ့ကဲနားထောင်ပါခင်နဲ့မောင်ကြီးတို့ရဲ့ရှေးကိုဘယ်လိုစီစဉ်ရမလဲစဉ်းစားလိုက်တိုင်းရင်လေးလိုပါခင်ရဲ့ခင်စဉ်းစားရမှာပေါ့မောင်ကြီးရဲ့မြတ်တော်ကခေါင်းကလေးတစ်ခါခါပြောနေတဲ့ခင်ရဲ့တလိုင်းပေါ်အင်ကြီးကထွက်နေတဲ့လေပင်သားကိုငေးကြည့်နေပါတယ်ခင်ကတော့မလုံးမလဲမိမိကိုယ်ငုတ်ကြည့်ပါတယ်ဘာကြည့်ရလဲမောင်ကြီးလှလို့ပေါ့ကွယ်အော်မောင်ကြီးအနေနဲ့ကျေးဇူးရှင်ကိုကျေးဇူးရမရောက်ရအောင်အရာကိုကြိုတင်စဉ်းစားပူပန်ရပါတယ်ခင်ဘဘများအမျက်ရှလိမ့်မလားလို့စိုးရင်ရပါသေးတယ်ပူပန်စမ်းပါတယ်မောင်ကြီးရဲ့ဒါလေးခင်စီစဉ်ပါမယ်အလိုလေးဗျာသမီးကအိမ်တော်သားမွေးကိစ္စဖေးကိုပြောမယ်ဟုတ်လားမြတ်တော်ကမြက်ကလေးဆံပြမေးပါတယ်ဖေးကိုပြောလို့ဘယ်နဲ့လုပ်ရမလဲမောင်ကြီးရဲ့မအင်းရှိရင်လောကကြီးကဘာမှလာမပြောနဲ့ပိတ်ထားတာပဲမြတ်တော်ကလေးလေးတိုးတိုးညှိတွားမိပါတယ်သူတသက်မှာဒီတစ်ခါတော့ကြောင်းကြဦးဆူရတာမရှိပါဘူးတက်ကြီးတက်ခိုင်တဲ့တိုက်ပွဲကြီးတိုက်ပွဲငယ်ကိုဆင်နွှဲရခြင်းကစင်စစ်ချစ်သူတယောက်တည်းစိုးရင်ပူပန်ရခြင်းလောက်စိတ်မပင်ပန်းခဲ့ပါဘူးမောင်ကြီးကလည်းပူစရာမရှိပူနေပြန်ပါပြီကဲပါကြာရင်မြို့အကြောင်းဆက်ပြောကြပါဦးမယ်မနေ့တုန်းကပြောလို့ပြီးခဲ့ပါပြီရောခင်ရဲ့ငါဟင်ကြံနေတယ်တောင်ကူးလုံးတို့အင်းကိုအင်းတို့မောင်မေ့နေပါပြီကွယ်မမေ့ရဘူးစဉ်းစားပြီးပြောရမယ်ခင်ကမြောက်တောင်အနာလွတ်တဲ့ခြေမှာဒူးတစ်ဖက်ကိုအတင်းဆွဲထောင်ပြီးတော့ဒူးပုံမေးတင်မြောက်တောင်ပြောမဲ့စကားကိုနားဆွနေပါတယ်တဲပြီးအပြောရဆိုရခတ်တဲ့မင်းကလေးပါလားခင်မုန်းတဲ့စိုးစိုးနဲ့ရမှာဝင့်လည်နေမှသိလားမောင်ကြီးကပြဘယ်တော့မှမစိုးပါဘူးဘယ်နဲ့ပြောပါလေမောင်ကြီးလောက်စိုးတဲ့လူရှိတော့မရှိဘူးထင်တယ်စိုးလို့သာစုဝင်900ထုတ်ထားတာပေါ့ကလားဆိုတာဓမြတခိုးမဒိန်တနနာပဲမောင်ကြီးရဲ့ဒီနုကစိုးသွန်းနေဆိုတဲ့လူကလူကောင်းဖြစ်လို့နေမှာပေါ့ကြည့်ပါလားကလားမြှောက်စားပြီးဆိုရင်တခိုးတို့ဓမြတို့တစ္ဆာပေါက်လေးကြီးပဲခင်ကဒေါသကလေးနှောခြေပတ်လိုက်ပြီးတဲ့နောက်မှာပြောစမ်းမှာမောင်ကြီးရဲ့ဒီလိုဆက်လက်ပူဇာပြန်ပါလေဂျာအေးမြို့ကိုအင်းကိုအင်းကန်ကိုကန်တောင်ကြီးကိုလုံးနဲ့ဝိုင်းရံနေတဲ့ခင်ရဲ့လိုက်ရမယ်လေဒါရှိစကားမဟုတ်ပဲမောင်ကြီးကလည်းတမိုင်းကိုလက်ချိုးပြီးရေးပြီးတော့အင်းမအင်းလျာအင်းမြုံအင်းဝိုင်းအင်းလေအင်းဝအင်းပလက်အင်းနဲ့ချောင်းအင်းပြင်းနဲ့တောင်ကူးလုံးကရောတောင်ညီနောင်နဲ့တောင်နီတောင်ဦးတောင်ဖိုးတောင်စင်းတောင်ရင်တောင်နောက်တောင်နန္တာအဲ့ဒါကနတ်မရဲ့အမိကိုအစွဲပြုပြီးတော့ခေါ်ထားတယ်နောက်ပြီးရွှေမိုးတော်9မျက်နှာဘုရားတဲတာလဲတောင်မကြီးတယ်မဟာဂိရိတောင်ရတနာဂိရိတောင်လို့လဲခေါ်တယ်မဲတောင်နဲ့နာကဘလို့လို့ပြီးနက်ဖြစ်ရတယ်လေမောင်ကြီးမသိတော့ပါဘူးခင်ရဲ့အဲ့နာမှာလဲနက်တွေကလည်းရှုပ်လိုက်လွန်းလို့မဲမာကြီးတဲ့သူသားတွေကလည်းတခင်ဖြူတခင်ညိုးတဲ့မဲတော်နန္တာနဲ့သူတို့နဲ့ဘာတော်ဆက်တယ်မသိပါဘူးမဲတော်နန္တာရဲ့ရောက်မတော်ကိုလဲမဲဖိုးခေါင်ဆိုတဲ့နက်ကလည်းပင်လယ်ကလာတာနေစရာမရှိလို့မဲတော်နန္တာကကြည့်ရှုစောင့်ရှောက်ရတဲ့ရှုပ်လို့ပါခင်ရဲ့ဘာရင်ဘန်းတော့မသိပါဘူးမောင်ကြီးစစ်တော့ကနေမှသူတို့ကိုမပတာဘူးလားဘာဖြစ်လို့ပတ်တာမလဲခင်ရသူတို့မှလည်းတကယ်တကူအာနေတယ်ရှင်အမျိုးဘာသာသာသနာရန်သူကလရုပ်တွေကိုသူတို့ကတက်ပြမှာပေါ့အခုတော့ဒီနက်တွေနေတဲ့နက်စင်ကတော့ကလားကဖြတ်ပေသေးတယ်ကလားတွေဘာမှမဖြစ်တာကိုဒီနက်တွေမရှိဘူးရှိတယ်အလကားတတဝါလေးဆိုတာထင်ရှားတာပဲဆရာတော်ရှင်ဖာတီလဝန်သားကမဟုတ်လားစုံးမာတော်မူခဲ့တာဗါတဲ့ဒီနတ်မိတ်စာတွေကိုကိုးကွယ်လို့တဲ့အိမ်လာဆောက်မပေးဘူးစံကျိုးတစ်စိတ်လာမပေးဘူးတဲ့အချီးနီးမှားယွင်းနဲ့ငရဲလာရအလုပ်တွေတဲ့ဒါကရှင်မဟာရထသားတာပါမောင်ရဲ့မသိပါဘူးကွယ်ရှင်မတီလုံးသားပဲထားပါမောင်ရဲ့ကဲကံကိုးကံကိုဆက်ပြောပါဦးကံဝကံတော်အဲ့ကံတော်ကတော့ကံတော်ရာဆိုပြီးတော့ဖြစ်နေပါပြီပြီးတော့ကံဖီလာကံလကံမကံတစ်ကံပိုင်ကံတော့ကံတန်းနဲ့ကဲဟုတ်ပြီလားမောင်ကြီးအဲ့ဒီအင်းနေကံနေတောင်နေအကုန်ရောက်ဘူးသလားအကုန်ရောက်ဘူးလို့ဝေလို့ဘယ်ဥစ္စာဘယ်နာရှိတယ်တော့ကြာနာပြောတဲ့သူအရှားသားလားခင်ခုနကပြောတဲ့ကံတော်တော့တည်တယ်တောင်ဖိုးဆိုတာကကြာရင်အနောက်ကရွာဖြစ်ရှိတယ်နောက်ပြီးတောင်နန္တာဆိုတာကနက်စင်နဲ့ဘာနဲ့ရှိလို့သိရတယ်ကျန်တာတွေတော့ရောက်ဘူးတဲ့တောင်သိမှာမဟုတ်ပါဘူးခင်မြတ်တော်ကခင်ကိုပြုံးကြည့်ရင်မေးစိကလေးကန်လို့ရင်းနဲ့ကဲကျင်းတတ်ပြီလားဒီလိုမေးပါတယ်ခ
ခင်ကလည်းပုတ်တင်မာလေးတကောင်တို့ခေါင်းကိုကြည်ရင်နဲ့ညှိပြပါတယ်မြတောင်နဲ့ခင်တို့ရဲ့ဒီလိုဆက်ဆံရေးကိုပယ်နှင်းကြီးမသိလို့မဟုတ်ပါဘူးသူကိုယ်တိုင်မသိတဲ့တိုင်အောင်အခိုင်းအစီကနေတဆင့်သိလို့ဖြစ်ပါတယ်ဒါပေမဲ့သမီးကိုဖြစ်စေမြတောင်ကိုဖြစ်စေဒီလိုဆက်ဆံရေးနဲ့ဆက်လင်းပြီးတော့ကန့်ကွက်ပိတ်တပင်စကားအရေးအမှတ်များတော့မဆိုခဲ့ပါဘူးဒါကြောင့်လဲမြတောင်နဲ့ခင်တို့မေတ္တာတုံ့လဲမှုကလာကြာညောင်းတာနဲ့အမျှရင့်မာလာပါတယ်ယူဟာကိုပြန်ရောက်နေကြတဲ့ကိုရှူလာကိုနီတာတို့ကိုအခေါ်လွှတ်ပြီးတော့အကိုကြီးယာမှာနေပြီးတော့ခင်ခေဖခင်ပယ်နှင်းကြီးကိုအကြောင်းဆုံးဖွင့်ပြောခိုင်းရတော့မလားလို့အခြေအနေကိုဆက်ရောက်လာပါတယ်ပယ်နှင်းကြီးကကြည်ကြည်နဲ့လက်ခံပါတယ်မြတော်ကမင်းနုရွာကကိုနီတာရဲ့ညီမောင်မြအမိခံပြီးတော့ပယ်နှင်းကြီးရဲ့မိတ်ဆွေနဲ့ငယ်ချင်းမှာခင်ခင်ကိုလက်ထပ်ယူလိုက်ပါတယ်ခင်ခင်မှာဒီအချိန်မှာသားသမီးရှိနေပါပြီမြတော်ကမူလကျက်စားရာကြံအင်းနဲ့စီပူကျွန်းကိုကူးကလန်ခတ်လာပြန်ပါတယ်6လနီးပါးငြိမ်သက်ခဲ့တဲ့မြတောင်ကကောလာဟာလာဖြစ်နေသလိုကြာဆုံးခဲ့ခြင်းမဟုတ်ကြောင်းလက်တွေလှုပ်ရှားတိုက်ခိုက်မှုများနဲ့သက်သေပြလာပါတယ်။ကလားများကိုမြတောင်တက်ကိုရှာပေးမဲ့အချင်းကြီးဖြစ်ပါတယ်။မြတောင်တက်ကတော့ရှိခခဲ့သူတက်ကြီးတက်ခိုင်မရှိပါဘူး။နေနံကင်သားသူဒဇင်းကင်သူဓားကင်သူနဲ့တောသူတောင်သားတိုင်းမြတောင်တက်သားကြီးဖြစ်နေကြတော့ကလားများအရှာရခတ်အတိုက်ရခတ်ခတ်နေပါတော့တယ်။ခင်မီးနီဆောင်ကိုဝင်ရတဲ့နေ့မှာကလားများပင်နေကြီးအိမ်ကိုလာရောက်ဝိုင်းဝန်းကြပါတယ်။ခင်ကမီးနီကပ်ဘောကခေါင်းထောင်နားဆွင်လိုက်ပြီးတော့ကလားတွေလာနေပြီမောင်းဒီလိုဆိုပါတယ်စိတ်ထင်လို့ပါခင်ကလားမလာပါဘူးမြတော်ကဖုံးပြီးနှစ်သိမ့်စေကမူခင်ကပြုံးရင်ခေါင်းခံရပါတယ်စိတ်မထင်ပါဘူးမောင်ရဲ့မောင်းသားလွတ်အောင်ပြီပါခင်အားမငယ်ပါဘူးမောင်ကူကမောင်သားသမီးတွေကိုခင်ပါမှရှိနေပါပြီဓားကင်ပြီးတော့ကြောင်ကြိုက်ပါတော့လားမောင်ရန်သူကိုစင့်တိုက်ပါတော့လားခုတ်ပါတော့လားခင်ကပြောရင်ဒေါသတကြီးကျဲလုံးစွာအော်ဟစ်လိုက်တဲ့ခဏမှာမြတောင်ရဲ့အိမ်ရှိမှချိတ်ထားတဲ့ဓာတ်ကိုပြည့်ဆွဲပါတယ်ကိုကြလန်းကပြောင်းတူတနက်ကိုလာပေးပါတယ်ပြီးတော့ပိတ်နေပြီဘုံကြီးပြီးတော့မလိုပါဘူးကွာမြတောင်ကကြောင်ကိုကြိုက်တနက်တစ်ဖက်ဓာတ်တစ်ဖက်ကင်ပါတယ်လှေကားကကလားများပြည့်တက်လာပါတယ်ဒီချိန်မှာယောက်ျားကွာဆိုတဲ့အတန်းနဲ့တူမြတောင်နဲ့ကိုကြလန်းတို့ကပြိုင်တူအော်မြတောင်ကလှေကားလေကိုပြန်ဝဲရောက်ရှိသွားပြီးတော့ကိုကြလန်းကအိမ်ပေါ်ကခုန်ချပါတယ်ကလားကောင်းများကလှေကားတစ်လျှောက်တထုံးလုံးမီကလိန်ဆင်းသွားပါတယ်မြတောင်နဲ့ဟေးမိုးကျိုးဆယ်စင်းပြစ်တယ်လို့စူဝါပြင်းထန်တဲ့ကျုံဝမ်းတန်ကြီးကတနက်တန်တွေအော်ဟစ်တန်တွေကိုဖုံးလွှမ်းသွားပါတယ်ဓာခုတ်တန်တနက်တန်များရောချက်ပြီးတော့မြေပြင်ကိုကလားသွေးလို့ချင်းနီးနေပါတယ်ဒီအချိန်မှာခင်ကတော့ပြည်ချစ်တပ်သားကလေးတယောက်ကိုအားမှန်အပြည့်နဲ့မီးဖွာတန့်စင်ခဲ့ပြီးဖြစ်ပါတယ်စင်လူကျိုးတရားလုံးမှာတနက်တန်မြင်းခွာတန်များဖုံးလို့သွားပါတယ်မြတောင်နဲ့ကိုကြလန်းတို့ကကလားတွေရဲ့မြင်းကိုတက်စီးထွက်ပြေးလာကြပါတယ်ကိုကြလန်းကမြင်းပေါ်ကိုမတက်ခင်မှာကလားတို့ရဲ့တနက်လက်ကိုရအောင်ယူနိုင်ခဲ့တော့အပြန်လန်ပြစ်ခတ်ရင်းမြတောင်ရဲ့နောက်ကလိုက်ပါလာပါတယ်သူတို့ကစီမီယွန်းတောင်တကားကနေထွက်တောအုပ်ထဲကိုဝင်ပြေးပါတယ်တောထဲမှာမြင်းနှကောင်ကိုထားခဲ့ချောင်းကိုဖြတ်ကူးပါတယ်ကလားတွေကမြို့ရွာလေးမျက်နှာကိုဖြတ်ပြီးတော့လိုက်ကြပါတယ်မြတောင်တို့ချောင်းလယ်ကိုရောက်တဲ့အချိန်မှာကလားတက်ကချောင်းနှစ်ခုကိုရောက်လာကြပါတယ်မြတောင်နဲ့ကိုကြလန်းတို့ကပြန်လည်ပြစ်ခိုင်တဲ့ကိုင်းတော်တစ်ခုလေးဝင်ပြေးပါတယ်ကိုင်းတော်အရောက်မှာကိုကြလန်းရဲ့ခြေထောက်ကိုတနက်မှန်ပါတယ်ဘူးပြေးပါကိုကြလန်းကကိုဝေါ်ပါတယ်သူတို့ကကျွန်တော်ကိုမလိုချင်ပါဘူးဘူးရဲ့ဘူးပြေးပါငါ့ကိုမိလဲတတ်မှာပဲမင်းကိုမိလဲချမ်းသာမဘူးကိုကြလန်းဟာအသက်တစ်ချောင်းကြီးအတူတော်ပဲလာစမ်းပါကွာမြတော်ကကိုကြလန်းကိုထမ်းတနက်နှစ်လက်ကိုလွယ်ပြီးတော့ပြေးပါတယ်ကလားများမှန်းရန်ပြည့်ရင်းနဲ့ချောင်းနဲ့ဆင်းကူလာပါတယ်လူဟန်တိမ်မွေးတလောက်ကလားကိုတိုက်ခိုက်ရမှာတရဲတစ်ပတ်စီးပြီးတော့လူစိတ်ပျောက်သွားလိမ့်ရှိတယ်မြတောင်ရဲ့ရေးရင်တိုက်ခိုက်မှုကိုအချိန်ချင်းခံရတဲ့ကလားတွေကဂိုင်းတော်တွေကိုစွတ်မဝင်ပါဘူးဂိုင်းတော်တွေကိုထောင်းလုံးမောင်းကြည့်အောင်ပြစ်ခတ်ပြီးတော့ဝိုင်းရင်ကြပါတယ်ဘူမြတောင်လက်နဲ့ချပါစကပြန်ကအော်ပါတယ်ဘူမြတောင်ခမည်းကိုအသက်ချမ်းသာပေးမယ်ထွက်ခဲ့ပါလေဝိတဲ့အတွက်ကိုင်းမင်တွေကဒရဇက်လှုပ်ခတ်သွားတော့ကလားများရေသွန်းသေးနေတယ်လို့ထင်ရပါတယ်ကိုင်းတော်ကိုမီးမရှိခင်ထွက်ခဲ့ပါဘူမြတောင်ကထွက်မလားကိုင်းတော်ကြီးရဲ့သုံးမျက်နှာကမီးတော်များတက်လာပါတယ်ပေါက်ကွဲတန်တွေမီးလုံးရိုက်ဟန်တွေမီးတော်ကြီးအလဲကိုစုလာပါတယ်ကလပြူကလမဲတွေကမြတောင်ရဲ့ရိတ်ကိုမမြင်ရပါဘူးကိုင်းတော်ကြီးတစ်ခုလုံးကတော့ပြာကျသွားပါပြီမြတောင်ကကလားထံမှာလက်နဲ့မချဘဲနဲ့မီးထဲမှာမိမိကိုစရေးလိုက်ပြီလားနွယ်တမေရွာကစင်ပြူကျိုးနဲ့မျက်နှာချင်းဆိုင်ဆလင်းချောင်းအနောက်ဘက်မှာတည်ရှိပါတယ်အဖဦးနွယ်တီထောင်ခဲ့တဲ့စိုးရွာအဖြစ်လဲထင်ရှားပါတယ်အရှိဘက်မှာဆလင်းချောင်းအနောက်ဘက်မှာလေကွင်းများတောတန်းများခြံရံထားပါတယ်အဘူးတော်ကြီးမဲမင်းရာကနွယ်တမေရွာရဲ့ကြက်တီဆောင်မျိုးသမီးကြီးဖြစ်ပါတယ်သူ့ဝိုင်းကတအေကခံကျဲပြီးတော့သားသမီးမြင်းမြစ်တွေတပိတပန်းတွေအိမ်နေနဲ့တက်တက်ဝန်းရှိပါတယ်
မဲမင်းရရဲ့ဝိုင်းကတော့ရွာငယ်တရွာများစီကားလာပါတယ်နွားလေးတွေမြင်းတွေလူဝင်လူထွက်နဲ့ရွာရဲ့အတန်ကိုဖြစ်ပေါ်စေပါတယ်အမှုတော်ကြီးရဲ့အင်ဂျင်အပင်ကလေးတစ်ခုအဝင်ဟောမှာထိုင်ပြီးတော့လူ3ယောက်ကတစုံတရာကိုစိတ်ပါဝင်စားတာဆွေးနွေးနေကြပါတယ်သူတို့ကဝိုင်းပြင်ကိုဝိုင်းထဲကို၎င်းအခါမလက်အကဲခတ်ကြည့်နေပါတယ်လူ2ယောက်ကတော့မြတ်တောင်ပေါ်နဲ့ကိုကြာလန်းတို့ဖြစ်ကြပြီးတော့အတွင်းမှာထိုင်ပါတယ်ကြံတယောက်ကတော့အင်ရှင်ဖြစ်ဟန်ရှိပြီးတော့ရှမ်းမျိုးသားတယောက်ဖြစ်ဟန်ရှိပါတယ်မြတ်တော်ဘုရားကိုင်းလုံးကြီးတွင်းကမထွက်ဘဲနဲ့ကိုကြာလန်းကိုထမ်းပြီးတော့ပြေးခဲ့တဲ့အချိန်မှာဒီအင်ရှင်ရဲ့လှဲနဲ့တွေ့တဲ့အတွက်မြက်ဒီဘဲတွေနဲ့ဝင်ပြီးတော့လိုက်လာခဲ့ခြင်းဖြစ်ပါတယ်ဒီကနေ့ဆိုရင်သူတို့ပြေးခဲ့တာ9ရက်ရှိပါပြီကိုကြာလန်းရဲ့ခြေထောက်ကတနက်တန်ရလဲတော်တော်လေးတက်တာနေပြီဖြစ်ပါတယ်မြတ်တော်ကမိမိတရင်ကိုခင်ခင်တန်ပို့ပြီးလို့လူတယောက်ကိုစင်ပြူကျိုးကိုလွှတ်ထားတဲ့အတွက်အခုကတို့သတိဝိရိယနဲ့စောင့်ဆိုင်နေခြင်းဖြစ်ပါတယ်ဒီနေမှာဆိုရင်ဗျိုင်းကြီးရဲ့တက်တဲ့ပဲခိုင်ခိုင်မာရှိတော့တယ်မဟုတ်လားပုံမူအင်ရှင်ကဆက်လက်ပြောဆိုရင်မေးပါတယ်ဟုတ်တယ်ဥပညာအခုလိုစူးစီးရှိတဲ့အတွက်အချိန်မရွေးထတိုင်နိုင်တာတော့မှန်ပါတယ်ဒါပေမဲ့တပ်သားတွေအုပ်ထိန်မှုနဲ့စားရည်နေရည်ပြဿနာကြတော့အင်မတန်ကြီးတယ်ဗျမှန်တယ်ပုံမူမာဝုံတထောင်သားတွေဖြစ်နေတော့လူဆိုးတွေလည်းပါတယ်လူကောင်းလည်းပါတယ်အစားအနေခက်ခဲလာတော့မလုံတင်တာတွေလုံမပြီးအားလုံးနာမည်ပြတာပဲအခုပဲမင်းကြီးဘိုးဓမနာမည်ပြလာပြီမဟုတ်လားမင်းကြီးကိုကြီးညိုပင်နဲ့အဲ့ဒီငခုံးမာတွေကြောင့်ကြီးညိုရော့ကုန်တာတော့နားလာပါတယ်ကိုကြာလန်းကညင်းညူလိုက်ပါတယ်မြတ်တော်ကပဲအဲ့ဒါကြောင့်ကျွန်တော်လဲတက်ကိုပြန်ပြီးမစူးစီးပဲနဲ့အခုလိုဖြန့်ထားတာပဲတိုက်ရေးခိုင်မှာတော့မမြန်ဆန်ဘူးပေါ့လေရေရှည်မှာတော့ဒီနီးနဲ့ပဲကလားကိုကြက်ကြက်ခံနိုင်မှာမဟုတ်လားနေရေးစားရေးမကြောက်ကြတော့ရွာကန်ပိုလေးတွေကနည်းနည်းအုပ်ချုပ်သွားနိုင်တယ်ဒီနီးကအကောင်းဆုံးပဲပုံမူဒီနီးကိုတပီလုံးမှာသုံးရရင်ဒင်းကလားဘဲခံနိုင်မလဲပုံမူရဲ့ဥပညာကစိတ်အားထက်သန်လုံးတဲ့အတွက်လက်သီးဆုပ်ထားပါတယ်ကိုကြာလန်းကပဲအရှိဘက်ကမင်းကြီးရွှေလဲအောင်စီဘူရာညွတ်ဘူချိုးစီကိုလည်းဘူဘူးရဲ့သဘောဆန္ဒကိုလွတ်လွတ်အကြောင်းချဘူးတာပဲသူတို့ဘာကြောင့်များမလုပ်ကြတယ်မသိပါဘူးအခက်အခဲတွေရှိလို့နေမှာပေါ့လေဒါပေမဲ့တက်တွေမပေါင်းနိုင်မပူးပေါင်းနိုင်ရင်တော့တက်ဖြန့်ရုပ်ဖြတ်ထားတာတော့အကောင်းဆုံးပဲဟုတ်တယ်ဘုံမူအခုတော့မစူးစီးပဲတကွဲတပြားတိုက်နေကြရတယ်မစူးစီးတော့လဲအားမပြေဘူးဆိုရမှာပေါ့လေတချို့ကြတော့လဲနီးရမီရလေးတော့ပဲစူးစီးကြတကူကလားကိုဆက်ညံတိုက်ခဲ့တဲ့ပြည်ချစ်အင်အားစုကမသိငယ်ပါဘူးတောင်ပေါ်တောင်အောက်ချောင်းကျူချောင်းကြမကြံပြည်ချစ်တပ်သားတို့ရှိပါတယ်ကရင်မျိုးသားတို့ကတော့ပုံကန်ဒူဝါစင်ရိုင်းဝါစမာဒူဝါလွယ်ဆိုင်ဒူဝါစတုံဒူဝါနဲ့ခရာဒူဝါတို့ဦးဆောင်မှုနဲ့အပြင်းထန်တိုက်ခိုက်တွန်းလှန်နေကြပါတယ်ရှမ်းတို့ရဲ့ဒေသမှာတော့မိုးနဲစော်ဘွားစောခွန်ကြီးရက်ဆောက်စော်ဘွားစောဝိုင်းမိုင်းပုံစော်ဘွားစောခွန်ဒီကျိုင်းထုံစော်ဘွားစောခံဖူဝင်းသူစော်ဘွားကြီးဦးအောင်မြင့်နဲ့ကနောင်မင်းသားရဲ့သားတော်လင်းပင်မင်းသားတို့ဦးဆောင်ပြီးတော့ကလားတို့ကိုပြမမြောက်တိုက်ခိုက်နေကြပါတယ်ကရားတို့ဌာနေမှာလဲစောလာပေါ်ဦးဆောင်ပြီးတော့ကလားကိုတိုက်ပါတယ်ဝါအမျိုးသားတို့စောမဟာနဲ့နော်ခန်းတို့ဦးဆောင်ပြီးကလားကိုတွန်းလှန်ပါတယ်ချင်းတို့ဒေသကရွှေကျိုးပြူမင်းသားဘိုးတုတ်ဆန်ဘိုးသားတွန်းဦးခန့်နဲ့စုံပတ်ထုံးဆန်ထင်းဆန်ဒေါ်ဆန်ဟောက်ဆန်စားတဲ့အာဇာနည်ခေါင်းဆောင်များကလည်းနှိမ်နှင်းကြပါတယ်ဘုတ်ပြည်ချစ်တိုင်းသားများကိုမယန်းချောင်ဘုံခေါင်းဆောင်ပြီးတော့ကလားကိုတိုက်ပါတယ်ကရင်ပြည်ချစ်တပ်သားများကိုမန်းလုံနဲ့ဘိုးမြတ်ထုံးခေါင်းဆောင်ပြီးတော့ကလားတို့ကိုရေရောကုန်းမှာခြေမုံးပါတယ်ရခိုင်ပြည်ချစ်တပ်သားများမှာဇော်ကြီးဘူမြက်ကန်းဘူတို့ကဥဆောင်မှုနဲ့ကလားကိုတုတ်တင်ပါတယ်စိတ်တရောလူရင်းအားပါလုံးစွာကောင်းမွန်စေပေနဲ့တကွဲတပြားဖြစ်နေတဲ့ဒီပြည်ချစ်တပ်သားတွေကိုစနစ်တကျစူးစီးတနေရာတွေကစနစ်တကျညှို့ကြားတိုက်ခိုက်နေဘလောက်ကောင်းလိမ့်မလဲဒါကိုယဉ်ညွှန်းပြီးတော့ဥပညာကမချင်မရဲမြေတန်းလာခြင်းဖြစ်ပါတယ်ငဆိုင်ပြန်လာပြီဘုံဥပညာကပဲဆက်လက်ပြီးတော့ဝိုင်းနဲ့ဝင်လာတဲ့အဝိဆုပ်ဆုပ်နဲ့လူငယ်တယောက်ကိုမြင်လို့ပြောပါတယ်ငဆိုင်ကဝိုင်းပြင်ကိုလှက်ပတ်အကဲခတ်ပြီးမှဥပညာရဲ့အပီကလေးကိုရှေ့ရှုလာပါတယ်လာစမ်းပါကွာမြင်ဥပညာကလက်မောင်းပြုတ်မတဲ့လက်ရက်ခေါ်ပါတယ်တူရလာ၏မြတောင်ကစီးမိပါတယ်ငဆိုင်ကခေါင်းမောင်းဝင်းနဲ့ချွေးတုံရင်ကျန်းစွန်းမှာဝင်ထိုင်ပါတယ်တွေ့ခဲ့ပါတယ်အားလုံးကျန်းကျန်းမာမာပဲစားတစောင်းနဲ့စီးတွေလည်းပေးလိုက်သေးတယ်ငဆိုင်ကအထုပ်ထုပ်ကိုကမ်းပေးပြီးတော့မြတောင်ရဲ့အထုပ်ကိုမဖြေသေးဘဲနဲ့ကြည်နူးစွာရင်ဝဲပိုက်ထားပါတယ်ကလားခိုမဒီမှာអော်လိုက်တဲ့အတန်ကြောင့်ငဆိုင်နဲ့ဥပညာတို့ပယ်ရခတ်သွားပါတယ်မြောက်ပိုင်းမှာကလားတွေတရင်စင်းတရင်တဲ့ရှာနေကြတယ်စွန်းရည်ယူတဲ့ចောင်းသားကလေးတယောက်ပြက်ခွက်ကြီးအဆောင်ဆောင်အဖိတ်ဖိတ်နဲ့ဖြတ်ပြင်းရင်អော်သွားပါတယ်ငဆိုင်မြင်းပြင်စန်းဟာဥပညာអော်ဟစ်ပြီးတော့ဓာတ်ကိုဆွဲနောက်ဖေးကိုပြေးသွားပြီးတော့ခြံစည်းကိုဖျက်ချပါတယ်ဘူးကလားတွေလာနေပြီးပြေးပြီးတော့မြတ်တော်ဘုကခင်ခင်ထံကပါလိုက်တဲ့အထုပ်ကိုခါမှချီအိမ်ပေါ်မှာအေးဆေးဆေးဆင်းလာပါတယ်နီးလာပြီးဘူးရဲ့ဥပညာကစိုးရင်ပြီးတော့ပြာခတ်နေသလောက်မြတ်တော်ကအေးဆေးပါတယ်
သူ့ရဲ့ဝိုင်းနေတာနဲ့ထွက်ပေါက်ဝင်ပေါက်တွေကိုအကဲခတ်ပြီးတော့မြင်းပေါ်တက်ပါတယ်ဒီနောက်မှာဥပညာဖြတ်ပေးလိုက်တဲ့နောက်ပြီးခြံစည်းကမထွက်ဘဲနဲ့ရွာထဲကိုဝင်သွားပြီးဟင်ကနေអော်ပြီးဥပညာတို့ကြံခဲ့ပါတယ်မြောက်ပိုင်းကအော်တန်ပြီးလွှမ်းဆန်ငိုတန်များတဖြည်းဖြည်းနီးကပ်လာပါတယ်မြတောင်နဲ့ကိုကြာလန်းတို့ကလူမရှိတဲ့အင်္ဂလိပ်တလုံးဘေးမှာစောင့်နေပါတယ်မြင်းခွာတန်များနီးလာပါတယ်စကံပြန်နဲ့ကလားများရဲ့အတန်များကြားပါတယ်လူမနေတဲ့အိမ်မင်းရှားမယ်စကံပြန်ရဲ့အတန်ဆုံးမှာယောက်ျားဆိုတဲ့အတန်နဲ့ကြီးတဲ့သူကလာအုပ်ရဲ့ကြားတဲ့ကိုမြတောင်ရောက်လာပြီးဓာတ်နဲ့မှုရမ်းခုတ်ပါတယ်မြတောင်အောင်ကွာဓာတ်နဲ့စင်းကကလားတွေရဲ့နန်ကြားတနက်မရှောင်းရုတ်တရက်ခုတ်ပိုင်းချပြီးတော့လေကဲဆိုလှင်မြန်တဲ့အဟုန်နဲ့အမှုတော်ကြီးရဲ့ဝိုင်းတွေကိုဝင်ဥပညာလှုပ်ထားတဲ့အပေါက်ကနေခုံလွှမ်းထွက်ပြေးသွားပါတယ်ကလားများကြက်သေးသေးလေးကြံခဲ့ပြီးမှကြောင်ကနန်းနဲ့မဲမဲမြင်ရလှမ်းပြေနဲ့မြတောင်တော့ကိုလိုက်ပါတယ်တနက်တန်တွေကနွယ်တမဲရွာထဲမှာဖုံးအုပ်သွားပါတယ်နောက်လေဝင်းနေတဲ့မှာလည်းစူညံသွားပါတယ်ရှေ့ကမြင်းနှစီကမြောင်းတွေကိုခုံလွှမ်းပြီးလွှမ်းသွားပါတယ်ကိုကြာလန်းနဲ့မြတောင်တစ်ချက်တလေသာပြန်ပြစ်နိုင်ပါတယ်မြတောင်ရဲ့မြင်းကငေါက်ခနဲ့စူးစီးတစ်ခုကိုခုံကျော်လိုက်တဲ့အခါမှာရင်ဝမှာပူကနေဖြစ်သွားပြီးတော့မြင်းရောလူပါဒလိမ့်ခေါ်ခွေလိမ့်ကျသွားပါတယ်ငါတော့ထိသွားပြီဟေးမြတောင်ချက်ချင်းထရပါတယ်ဒါပေမဲ့သူစီးလာတဲ့မြင်းကတော့ပြန်မထနိုင်ပါဘူးလေဘင်းကသွေးတွေဒေါ်လောဟောယူကျပြီးတော့အသက်ငင်းနေပါပြီကိုကြာလန်းကမြင်းပေါ်ကခုံစိမ့်နေခဲ့ပြီးတော့မြပတောင်ကိုဆွဲပြေးပါတယ်သူတို့ပြေးလန်းဘေးတစ်ချောင်းမှာစူးစီးရောကာနေပါတယ်ဒီနောက်မှာရေမြောင်းတစ်ခုရဲ့ဆင်းပြေးလာပြီးတော့ခြုံကြီးတစ်ခုရဲ့ကိုရောက်လာပါတယ်ကလားတွေကတစ်ပြုံတစ်ခုရဲ့ဟိုဘက်ကကိုကြာလန်းစီးလာတဲ့မြင်းဖိုးတထောင်းထောင်းထအောင်ပြေးနေတာကိုလှမ်းမြင်ရတဲ့အတွက်နင်းလိုက်သွားကြပါတယ်ဒီမှာပဲနားကြအောင်ဟေးမြတောင်ကပြုတ်ပြုတ်ဆူဆူထိုင်ချလိုက်ပြီးတော့ခင်ခင်ပါလိုက်တဲ့အထုပ်ထဲကသွေးစည်းနဲ့တိတ်ပြီးတော့အဝတ်စီးလိုက်ပါတယ်ပြီးမှခင်ခင်ထံကစာကိုထုတ်ဖတ်ပါတယ်ရင်ဘက်ပေါ်ကသွေးကစာပေါ်ကိုယိုဆင်းနေပါတယ်နမရိုးသေးစွာစာအားဖြင့်ကြော့လိုက်ပါတယ်မောင်ကြီးရှင်နမအတွက်နောက်ဆံမတင်းပါနဲ့မောင်သားကိုဓာရီတင်ပြီးတော့မကြခင်လဲလိုက်လာခဲ့ပါမယ်မောင်သားကိုတေကာမှချမယ်မောင်ကြီးပြောစကားကိုကြားအောင်တိုင်းနှမဝမ်းသာနေပါတယ်မြတောင်ရဲ့စာကရေမန်အပ်မျက်လုံးကိုမှိတ်ထားပါတယ်ပစ်သက်ရှူရင်းမျက်လုံးဖွင့်လိုက်တဲ့အခါကိုကြာလန်းရဲ့ပုံရင်းကသွေးတွေရွှေ့နေတာကိုမြင်ရပါတယ်ဟာမင်းလည်းထိလာတကူမှန်းစမ်းမြတောင်ကသွေးစည်းဦးကိုယူတိတ်ပေးရင်းနဲ့ကိုကြာလန်းရဲ့အဝတ်ကိုဆွဲလန့်ပါတယ်ကြာလန်းရဲ့ပေါင်ကတော့တွင်တွင်ကျိုးနေပြီဖြစ်ပါတယ်မြတောင်ကစီးသိပ်ပြီးအဝတ်စီးပေးပါတယ်ဒီမှာကိုကြာလန်းအတန်းညာအကဲခံနေတဲ့အချိန်မှာမြင်းခွာတန်းများကြားပါတယ်ကလားတွေပြန်လာခြင်းဖြစ်ပါတယ်ကလားတွေကပြောင်းခင်းထဲမှာ၎င်းမြောင်းယူမြောင်းပြားခြုံမှုတွေအောက်မှာ၎င်းလူစီတန်းပြီးတော့နင်းချေရှားကြပါတယ်ငါလဲရင်ဝက်ကိုထိတာသေတော့မယ်ကိုကြာလန်းမင်းလည်းမပြေးနိုင်တော့ဘူးဒီတော့အဖမ်းခံရတော့ပါပဲမလေးတော့မဲ့အတူတူမကြခင်သေတော့မယ်ငါ့ကိုဖမ်းပေးလိုက်ခမ ्या ဘူးကိုကြာလန်းရဲ့မျက်နှာကချက်ချင်းဖြူရောခြောက်ချသွားပါတယ်တစ္ဆာရှိတဲ့မင်းကိုငါကျေးဇူးဆက်သွားပါရစေကွာစုငွေလဲရစီးဝါလဲအခုတာခံရင်မင်းဟာငါသားနဲ့ငါမယားကိုစောင့်ရှောက်နိုင်ပါပါကျွန်တော်မလုပ်နိုင်ဘူးကိုကြာလန်းကခေါင်းငုပ်ပြီးရှက်ကြီးတင်ငင်ငိုပါတယ်ငါအမိန်ကိုမင်းဘယ်တော့မှပယ်ဘူးသလဲကလားတွေကိုအခုထွက်ခေါ်ကိုကြာလန်းကခေါင်းကိုသာအတွင်ရဲနေပါတယ်မြတောင်ကအန်တကျက်ကြိတ်လိုက်ပြီးတော့မြတောင်ကိုငါဖမ်းထားပြီးဟေးဒီလိုအော်ကာခြုံထဲကပြေးထွက်ပါတယ်စင်စစ်မိမိဖြစ်စေခြင်းသလိုဖြစ်ရန်အတွက်မြတောင်ကကိုကြာလန်းကိုအကြက်ကန်လိုက်ခြင်းဖြစ်ပေနဲ့ကိုကြာလန်းကမြတောင်ကိုမှီတွဲဖတ်ထားရကနေစူယုံရောက်ရှိလာတဲ့ကလားများအနာကပ်လာတဲ့အချိန်မှာခြေတပုံကျူးဝင်ပြီးတော့ခုတ်တက်ပါတော့တယ်ယောက်ျားဆိုတဲ့အတန်နဲ့တူကလားများကိုကြားမှန်ဟင်းလို့ကြောက်မက်ဖွယ်ရအတန်ကြီးအောက်မှာတိုးရုံသေးကုန်ပါတယ်မြတောင်ကမနေတာတော့ဘဲနဲ့အတင်းဝင်ခုတ်ရပါတယ်လုံးထွေးခုတ်ထပြီးဆိုရင်ကလားတွေခေါင်းမှာထန်းသီးကျွေးသလိုကျွေးကုန်ပါတယ်မြေပြင်မှာကလားသွေးများရွှဲအိုင်လို့နေပါတယ်မြတောင်နဲ့ဟေးမြတောင်ပေါ်မှာတန်ကုန်ကျိုးရင်ဓာတ်ဝင်မှမမြောက်နိုင်တော့ပဲမတ်တက်အသက်ပြောက်ကတော်တော်ကြားမှာကိုကြာလန်းပေါ်ကိုလဲကြလို့သွားပါတော့တယ်မြတောင်ရဲ့ရုပ်တဲ့လဲပြူသွားစေကမူသူသားသူဓာတ်နဲ့သူ့စိတ်ဓာတ်တို့ကတော့တိုက်ခိုက်ဆဲခြေမုံဆဲပဲဖြစ်ပါတော့တယ်ခင်ဗျာအလုံးကိုကောင်းမွန်လာတဲ့သမိုင်းနောက်ခံဇာတိပံဝိတ္တကောင်တစ်ပုဒ်ဖြစ်တဲ့ဓာတ်ရောင်ကဖွေးဆိုတဲ့ဝိတ္တကောင်တစ်ပုဒ်ကိုတင်ဆက်ပြီးတာဒီမှာတင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာဆရာကြီးစင်ပြူကျုံအောင်သိန်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ